အဲ့တော့ဒီကနေ့ညဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဗာတရားဟောမှလဲဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မပဒပါဠိတော်နာဂဝက်မှာလာရှိတဲ့မနတ်ကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဂါထာ၃ပုဒ်ရှိပါတယ်တဂါထာလျင်ချမ်းသာဒုက္ခ၄မျိုးမြတ်စွာဘုရားဟောထားပါတယ်၃ဂါထာဆိုတော့ချမ်းသာဒုက္ခ12မျိုးပေါ့ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကိုချမ်းသာကြောင်းတရား12ပါးလို့တရားကောင်းစီပေးပြီးတော့အဲ့ဒါလိုဟောပါမယ်ချမ်းသာကြောင်းတရားက12ပါးဆိုတော့များလာကြည်လားလို့အဲ့ဒါလိုမထင်စေခြင်းမူဟုတ်လားဆင်းရဲကြောင်းလားချမ်းသာကြောင်းလားချမ်းသာကြောင်းဆိုမှတော့ဘလောက်ပဲလာများတယ်လို့ညင်းလွတ်เสียအကြောင်းမရှိဘူးလေတခါကြီးဦးလင်းစောရတစုံတယောက်သောတကုရှင်ကြီးရှိတယ်ဆိုကြပါစို့အဲ့ဒီတကုရှင်ကြီးကဟေးဒီနည်းကလေးမင်းသုံးကြည့်ပါလားစီးပွားရေးပြေလေမယ်လို့ပြောရင်ယူမလားပေးသက်ကြီးယူမနော်ဟောဒီနည်းလေးသုံးကြည့်အောင်ဗျာဒီနည်းလေးကတော့ကျမ်းမာရေးသိပ်ကောင်းတယ်ဆိုရင်ကိုယူမလားဟောဒီနည်းကလေးသုံးကြည့်ဗျာလူချစ်လူခင်သိပ်ပေါ်တာပဲဆိုရင်ယူအောင်မှာပဲလားဟောဒီနည်းလေးသုံးကြည့်ဗျာရုပ်ရည်အစဉ်အင်မတန်တင့်တယ်နိုင်တယ်ဆိုရင်ကိုယူမလားကောင်းတာဆိုလို့ရှိရင်ဘလောက်ပဲများယူမှာပဲနော်ခုမြတ်စွာဘုရားဟောထားတဲ့တရားကဆင်းရဲကြောင်းလားချမ်းသာကြောင်းလားချမ်းသာကြောင်းဆိုတော့12ပါးမကလို့အပါ120ဖြစ်လေပဲမှတ်မိအောင်မှတ်ကြရမှာပဲဘလောက်ပဲအပါးတွေများတဏှာကြီးခွဲထက်မပူဘူးဆိုတာလေအဲ့ဒါလည်းမှတ်ထားအောင်ဟုတ်လားတရားကသိပြီးတော့ရှည်လျားမှလားဆိုပြီးတော့စောစောစီးစီးကြိုးပြီးတော့စိတ်ညစ်မှလည်းစိုးရသေးတယ်နော်ဘုရားတို့တရားတဏှာကြီးခွဲပါပဲနော်အဲ့ဒီတော့ဒီတဏှာကြီးခွဲအတွင်းမှာဒီတရား12ပါးဟာမိမိတို့ဘဝမှာတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်ချမ်းသာစစ်ချမ်းသာမှန်ကိုပေးနိုင်တဲ့တရားတွေလို့ယုံကြည်ပြီးတော့မြတ်စွာဘုရားရဲ့တရားအပေါ်မှာမျက်နှိုးတဲ့စိတ်တန်ဖိုးထားတဲ့စိတ်နဲ့ရိုးရိုးသေးသေးနာယူကြည်ညိုကြစေခြင်းနဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့တရားမဟောခင်မှာပြောချင်တာလေးတစ်ခုကတကယ်လို့များယရနာတွေအများကြီးကိုရစေနိုင်တဲ့ယရနာတိုက်ညွှန်းစာရွက်ကြီးတစ်ရွက်ရှိတယ်ဆိုကြပါစို့အဲ့ဒီတိုက်ညွှန်းစာရွက်ကြီးကိုဖတ်ကြည့်လိုက်တဲ့တလုံးမှနားမလည်ဘူးဆိုရင်အဲ့ဒီလူဟာအဲ့ဒီယရနာတွေရစေအကြောင်းရှိလားရှိပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယရနာတိုက်ညွှန်းစီကိုယရနာတိုက်ကြီးစီကိုသွားဖို့အတွက်ရေးထားတဲ့စာတွေကိုဖတ်ကြည့်လိုက်တာတလုံးမှနားမလည်ဘူးနောက်တစ်ယောက်ကတော့ဖတ်ကြည့်တယ်နားလေတယ်ဒါပေမဲ့တိုင်ညွန်းစာရွက်လည်းပျောက်သွားတယ်ဖတ်ပြီးသားတွေလည်းအကုန်မေ့သွားတယ်ဆိုရင်လည်းပဲအဲ့ဒီလူကယရနာတွေရနိုင်မှာမလားမရနိုင်ဘူးယရနာတိုင်ညွန်းစာထဲမှာရေးထားတာကိုနားလည်ဖို့လိုတယ်မမေ့အောင်မှတ်သားထားဖို့လိုတယ်နောက်တစ်ယောက်ကတော့ယရနာတိုင်ညွန်းစာတွေကိုနားလဲလေတယ်မေ့လဲမမေ့ဘူးသို့တော့တကယ်သွားပြီးတော့မတူဘူးဆိုရင်ကိုယရနာတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒီတော့အင်္ဂါ၃ချက်နဲ့ပြည့်စုံမှယရနာတွေကိုရမယ်တိုင်ညွန်းစာကိုနားလေရမယ်ဟုတ်လားပြီးရင်အဲ့ဒီနားလေထားတဲ့အသိဉာဏ်နားလေထားတဲ့သဘောတဘာဝတွေကိုမမေ့ပြောက်ရဘူးဟုတ်လားပြီးရင်အဲ့ဒီနီလန်းအတိုင်းတကယ်လိုက်နာပြီးတော့တူးဖော်နိုင်တဲ့အစွမ်းရှိရမယ်ဒီအင်္ဂါ၃ချက်ပြည့်စုံမှယရနာတွေကိုရမယ်နော်အဲ့ဒီလိုပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာယရနာတိုင်ညွန်းစာတွေပဲဗျပြောတဲ့အခါမှာနားလည်ဖို့လိုတယ်ချမ်းသာအောင်ဘယ်လိုကျင့်ရမယ်ဆိုတာကိုဘုန်းတော်ကြီးပြောသွားတယ်စာအုပ်ထဲမှာရေးထားတယ်ဘာပဲဖြစ်နံပါတ်1နားလည်ဖို့လိုတယ်နားတော့လေတယ်မေ့ပြောက်သွားပြန်တယ်ဆိုရင်လည်းပဲတကယ်အရေးကြတော့အသုံးချဖို့နီလန်းနေမရှိတော့တဲ့အတွက်ကြောင့်ချမ်းသာဒုက္ခရနိုင်မှာမလားမရနိုင်ဘူးဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့တရားနယ်ရဆိုတာနံပါတ်1နားလည်ဖို့လိုတယ်နံပါတ်2မမေ့မပြောက်မှတ်သားနိုင်ဖို့လိုတယ်နံပါတ်3လိုင်းနာကျင့်သုံးဖို့လိုတယ်ဟုတ်လားယရနာတိုင်ညွန်းစာကိုနားတော့လေတယ်မေ့လည်းမမေ့ပါဘူးစာရွက်ကြီးလည်းရှိတယ်တကိုင်းကိုင်းနဲ့သို့တော့သွားမတူဘူးဆိုလို့ရှိရင်ယရနာတွေရနိုင်မှာမလားမရနိုင်ဘူးဟုတ်လားအဲ့ဒီလိုပဲမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတို့ခေါ်ရတဲ့ဒီယရနာတိုင်ညွန်းစာကြီးချမ်းသာဒုက္ခစီကိုဘလို့ရောက်အောင်သွားရတယ်ဆိုတဲ့အဖိုးမပြတ်နိုင်တဲ့ဒီလမ်းညွန်ချက်ကြီးနံပါတ်1နားလေရမယ်နံပါတ်2မမေ့ရဘူးနံပါတ်3တကယ်လိုက်နာကျင့်သုံးရမယ်
ဒီရည်ရွယ်ချက်ဖြင့်တရားကိုနာရမယ်ဟုတ်လားဒါကြောင့်နားထောင်ကောင်းဖို့ကအဓိကမဟုတ်ဘူးနားလေဖို့ကအဓိကအဲ့ဒီနားလေတာကိုပဲအတိလို့ခေါ်တယ်ဉာဏ်လို့ခေါ်တယ်ပညာလို့ခေါ်တယ်အဲ့ဒီအတိအဲ့ဒီဉာဏ်အဲ့ဒီပညာအဲ့ဒီဝိဇ္ဇာကိုပဲလောကကြီးမှာအမျက်ဆုံးလို့မြတ်စွာဘုရားကအထက်ထပ်ချီးမွမ်းခဲ့တာဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့အခုအချိန်ဟာဘာလို့နေတာလဲလို့မေးရင်လောကကြီးမှာတန်ဖိုးအကြီးဆုံးဖြစ်တဲ့အတိဉာဏ်တည်းဟူသောယတနာကိုစူးစောင်းနေတာရှာဖွေနေတာဟုတ်ရလားတရားကောင်းစီကချမ်းသာကြောင်းတရား12ပါးများတယ်မအောင်မေ့ပါနဲ့ဆင်းရဲကြောင်းမဟုတ်ပါဘူးချမ်းသာကြောင်းပါဟုတ်ရလားဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးရဲ့ပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်နန္ဒရှိတဲ့နှက်ကတတဝနန္ဒရဲ့ပုံမှာအင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာဂုဏ်သိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာဂုဏ်ဒုမဟာကရုဏာဂုဏ်ပညာဂုဏ်နှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုံသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသနရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါဝိထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟူသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟူသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္နရမရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့၏ကြောင့်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဝိထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယရှင်ငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမှုယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားချမ်းသာကြောင်းတရား12ပါးတဲ့စတင်ပြီးတော့နှလုံးသွင်းကြည်ညိုကြရအောင်ဗျာအထံပိသာတံပိဒုက္ခန္တာယဒုဋ္ဌိဒုက္ခာယဣတရိတရေနပုံညာဒုက္ခဇီဝိတသင်္ခယံပိသဗ္ဗတာဒုက္ခတာဒုက္ခံပဟာနံအထံပိအမှုကိစ္စကြီးငယ်တို့သည်ဇာတံပိဖြစ်ပေါ်ရလာလတ်သည်ရှိသောသာယာမိကောင်းဆွေကောင်းတို့သည်ဒုက္ခချမ်းသာကြောင်းတည်းဣတရိတရေနယတတမြသောဥစ္စာပစ္စည်းတို့ဖြင့်ယာတုတ်တိအကျဉ်တင်းတင်းရောင်ရဲနှစ်သက်နိုင်ခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏သာတုတ်တိထိုကဲ့သို့သောရောင်ရဲတင်းတင်းနိုင်ခြင်းသည်ဒုက္ခချမ်းသာကြောင်းပါပေတည်းဇီဝိတာသင်္ခယံပိအသက်ကုန်ငါနိအခါကာလ၌ပုံညာကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာ၏သဗ္ဗတာဒုက္ခသာလုံးစုံသောဝိဆင်းရဲတို့ကိုပါဏံပေရှားလိုက်ရခြင်းသည်ဒုက္ခံချမ်းသာ၏ပထမဂါထာဖြင့်ချမ်းသာ၄မျိုးမြတ်စွာဘုရားဟောပြပါတယ်ထပ်ပြီးတော့နားထောင်ကြည့်မယ်အတ္တမိအမှုကိစ္စကြီးငယ်တို့သည်ဇာတံပိဖြစ်ပေါ်လာလတ်သည်ရှိသောသာယာမိကောင်းဆွေကောင်းတို့သည်ဒုက္ခချမ်းသာကြောင်းတည်းအမှုကိစ္စကြီးငယ်တစုံတရာကျုံလာပြီပြဿနာကြီးငယ်တစုံတရာကျုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ပိဋကအမှုကိစ္စကြီးငယ်တစုံတရာကျုံလာရင်ဘာရှိမှချမ်းသာမယ်
အဲ့ဒါဘဝမှာနံပါတ်1မရှိမဖြစ်လိုအပ်တဲ့ချမ်းသာလို့ခေါင်းထဲမှာအဲ့ဒါလို့မှတ်ခဲ့ရမယ်ဣတရိတရိနာယတသမြသောဥစ္စာပစ္စည်းတို့ဖြင့်ယာဒုဋ္ဌိခြင်းရောင်ရဲခြင်းသည်အဋ္ဌိတန်၏ရှိပါကုန်၏တာဒုဋ္ဌိထိုကဲ့သို့သောရောင်ရဲခြင်းသည်ဒုက္ခချမ်းသာ၏ရတာနဲ့ကျင့်တတ်နိုင်တယ်ကိုယ်ဖြစ်နေတဲ့အခြေအနေလေးကိုရောင်ရဲနိုင်တဲ့တင်းတိမ်နိုင်တယ်ဆိုရင်ဘဝမှာနံပါတ်2ဒုတိယမြောက်ချမ်းသာကိုရပါပြီတဲ့။သာဘာနာဒုက္ခသာလုံးစုံသောတန်တရားဝဆင်းရဲကိုဘာဟာနံပေရှားလျာခြင်းသည်ဒုက္ခချမ်းသာလာပါပြီ။ဒီချမ်းသာကြတော့တိတ်အစစ်မြင့်အရဟတမေအရဟတဖို့ကိုဆိုလိုတာဘဝတန်တရားကိုတဖန်လေစီတဲ့ဘဝကိုတဖန်ရစီတဲ့တဏှာဒီဟုသောတရားစိုးကိုအမြင့်ပြတ်ပယ်တတ်နိုင်တဲ့အရဟတဖို့အရဟတမေအရဟတဖို့ရခြင်းသည်ဘဝတန်တရားဒီဟုသောဒုက္ခစက်ကြီးကိုအပြီးတိုင်ဖြည့်ဆည်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူရီသာလင်တကယ်ချမ်းသာအစစ်ချမ်းသာမှန်တဲ့အဲ့ဒါပထမဂါထာဖြင့်မြတ်စွာဘုရားဟောပြတဲ့ချမ်းသာဒုက္ခ၄မျိုးဟုတ်ရလားဦးဇင်းတို့လူငယ်ဒီဘဝကစပြီးတော့လောကီလူလေးကစပြီးတော့တဖြည်းဖြည်းနဲ့အစစ်မြင့်တဲ့ချမ်းသာကိုမြတ်စွာဘုရားညွှန်ကြားသွားတာလို့ဦးဇင်းတို့သဘောပေါက်တယ်ဟုတ်လားအေးဂါထာ၃ပုဒ်တဂါထာလည်းချမ်းသာဒုက္ခ၄မျိုးခုဒါပထမဂါထာနဲ့ပြောပြတဲ့ချမ်းသာဒုက္ခ၄မျိုးအဲ့ဒါကိုဦးဇင်းတို့နာယီဝက်လောက်အချိန်ယူပြီးတော့ရှင်းကြည့်ရအောင်နော်နံပါတ်1အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ဒါလေးကိုဦးဇင်းတို့ပြောကြည့်ရအောင်သိမှန်တဲ့စကားပဲလောကီအကျိုးစီးပွားပဲဖြစ်စေလောကုတ္တရာအကျိုးစီးပွားပဲဖြစ်စေမိမိတို့ရကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေကောင်းဆိုတာမရှိရင်ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒီမှာတော့မြတ်စွာဘုရားကပေါ်လွင်အောင်ထင်ရှားအောင်ပြောတယ်ဘယ်လိုခါကာလမျိုးမှာမိတ်ဆွေရဲ့တန်ဖိုးမိတ်ဆွေရဲ့အည်အသွေးမိတ်ဆွေရဲ့လိုအပ်ချက်ဟာထင်ရှားလာလဲဆိုလို့ရှိရင်အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်လို့ဒီလိုပြောတယ်လူဘဝကြီးဆိုတာအင်မတန်ရှုပ်ထွေးတယ်ဗျနော်တခါကိုယ်မှာဖြစ်နေတဲ့ပြဿနာတွေအခက်အခဲတွေအမှုကိစ္စတွေဟာကိုယ်တယောက်တည်းဖြေရှင်းလို့ဘယ်လိုမှမရဘူးတချို့ကိစ္စတွေတချို့ပြဿနာတွေကြတော့ကြီးလွန်းလို့ကိုမိသားစုတစုတည်းနဲ့ဖြေရှင်းလို့လည်းမရနိုင်ဘူးကိုယ့်ရက်ွက်တစ်ခုတည်းနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေမရှိဘူးလားရှိတယ်ဒီကနေ့ခေတ်ဆိုရင်ကိုယ်နိုင်ငံတနိုင်ငံနဲ့တောင်ဖြေရှင်းလို့မရတဲ့ပြဿနာတွေအခက်အခဲတွေမရှိဘူးလားရှိတယ်အဲ့ဒီလိုကိုယ်တူတည်းတယောက်တည်းကိုမိသားစုတစုတည်းကိုယ့်ရက်ရွာတစ်ခုတည်းဖြေရှင်းလို့မရတဲ့ပြဿနာမျိုးတွေကြုံလာပြီဆိုရင်မိတ်ဆွေရဲ့တန်ဖိုးဟာအဲ့ဒီအချိန်မှာတိတိတန်တာတက်လာတယ်အဲ့ဒီအချိန်မှာမိတ်ဆွေမရှိရင်အဲ့ဒါဒုက္ခရောက်တော့တာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေဆိုတဲ့မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လူငယ်တွေဘဝမှာအကြာကြီးနေကြရအောင်မယ်မိတ်ဆွေရဲ့တန်ဖိုးကိုစောစီစွာနားလည်ပြီးတော့မိတ်ဆွေကောင်းဆိုတာကိုရှာဖွေခြင်းစိတ်ပေါက်အောင်မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတစ်ခုဦးဇင်းတို့ပြောပြမြတ်စွာဘုရားလက်ထက်ကတာဝတိပြည်မှာမျိုးကောင်းသားတယောက်ကမျိုးကောင်းသမီးလေးတယောက်ကိုလက်ထပ်ဖို့ခွင့်တောင်းတယ်အဲ့ဒီလိုခွင့်တောင်းတော့မျိုးကောင်းသမီးလေးကညံရှိတယ်ငါ့ကိုလက်ထပ်ချင်တာတော့ဟုတ်ပါပြီသင်မှာမိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့ပစ္စည်းတွေဘယ်လောက်ပိုင်လဲဘွဲတွေဘယ်လောက်ရလဲအဲ့ဒါမမေးဘူးဘာမေးတယ်မိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့မေးတော့အဲ့ဒီလူလင်လေးကငါမှမိတ်ဆွေတော့တယောက်မှမရှိသေးပါဘူးအဲ့ဒီလိုဆိုရင်မိတ်ဆွေကိုရှာပါအောင်မိတ်ဆွေပေါင်းတင်တဲ့ပြည်စုံတဲ့တနေ့ငါ့ကိုလက်ထပ်ဖို့အခွင့်ရပြီလို့မှတ်လိုက်ပါအဲ့ဒါနဲ့အဲ့ဒီကောင်လေးအဲ့ဒီလူလင်ကလေးဒီအမျိုးသမီးလေးကိုကြိုက်တာနဲ့မိတ်ဆွေရှာရတယ်အဲ့ဒါပထမမြို့ကိုစောင့်တဲ့မြို့ဆောင်၄ယောက်နဲ့မိတ်ဆွေဖွဲ့တယ်အင်မတန်ရင်းနှီးတယ်နောက်အမတ်ကြီးတွေနဲ့ခင်တယ်တထေးကြီးတွေနဲ့ခင်တယ်နောက်ကောသလမင်းနဲ့မှရင်းနှီးတယ်နောက်အဲ့ဒါသူကမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေဖွဲ့ရတဲ့အရာသာမိတ်ဆွေတွေပေါများခြင်းရဲ့အရာသာကိုသိတော့ဘုန်းတော်ကြီးတွေနဲ့လည်းသူအင်မတန်ခင်တယ်ရှင်အာနန္ဒာနဲ့လည်းအင်မတန်ရင်းနှီးတယ်နောက်တော့သူမြတ်စွာဘုရားနဲ့မှရင်းနှီးတယ်အဲ့ဒီလူလင်တွေကဟုတ်လားအဲ့ဒါနဲ့တာဝတိမြို့မှာသူ့ကိုအမေကဘယ်လိုနာမည်ပေးထားတယ်မသိဘူးဗျာလူတွေကတော့သူ့ကိုမိတ္တဗန္ဒကလို့ခေါ်တယ်တဲ့မိတ်ဆွေဖွဲ့တဲ့နေရာမှာလိမ္မာကျွမ်းကျင်တဲ့လူပေါ့ဟုတ်လားအဲ့ဒီတော့သူကမိတ်ဆွေတွေအများကြီးရပြီဆိုတော့သူကြိုက်တဲ့ကလေးမလေးစီသွားတာပေါ့ငါမှမိတ်ဆွေတွေအများကြီးရပြီ
အဲ့ဒီလိုဆိုရင်တို့လက်ထပ်ကြတာပေါ့ဆိုတော့လက်ထပ်ပွဲကြီးကျင်းပတော့ဘုရင်ကြီးကအင်ကြီးတစ်ဆောင်လက်ဖွဲ့တယ်ဟုတ်လားအင်ရှင်မင်းကဘာလက်ဖွဲ့တယ်စစ်သူကြီးကဘာလက်ဖွဲ့တယ်အများကြီးရတယ်ဟုတ်လားအဲ့ဒါနဲ့ကောင်မလေးကသူကအင်မတန်ညံကြီးတယ်ဘုရင်ကြီးလက်ဖွဲ့တာကိုအင်ရှင်မင်းကိုပေးတယ်အင်ရှင်မင်းလက်ဖွဲ့တာကိုစစ်သူကြီးကိုပေးတယ်အားလုံးကိုကျင့်တတ်စေတယ်အဲ့ဒီလက်ထပ်မင်္ဂလာပွဲကြီးအချင်းချင်းတည်းကျင်းပပြီးတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုလည်းခင်မင်နဲ့ရင်းနှီးတယ်ဆိုပြီးတော့နေအိမ်မင်္ဂလာပင့်ပြီးတော့ဆုံးကတ်တယ်အဲ့ဒီဆုံးအနုမောဒနာတရားဟောတော့အဲ့ဒီဇနီးခင်မောအဲ့ဒီကလေးမလေးတွေသောတပတ္တိမဉ္ဇဉ်ဖူဉ္ဇဉ်ကိုရတယ်ငါသေးရင်အပေမြတ်ရောက်ဥမလားလို့တန်တရားကြီးစိတ်အေးရတဲ့အနေအထားမျိုးအကြီးကျယ်ဆုံးသောဆုလက်ကြီးကိုရတယ်လို့ပြောလို့ရတယ်သောတပန်ဖြစ်တယ်ဆိုတာဟုတ်လားအဲ့ဒီမှာယဟန်တော်တွေကကြည်စမ်းဟောဒီကောင်လေးဟာဟောဒီကောင်မလေးကိုအကြောင်းပြုပြီးတော့လောကီစီးပွားနဲ့လည်းပြည့်စုံတယ်လောကုတ္တရာစီးပွားနဲ့လည်းပြည့်စုံတယ်တိတ်အရာတော်တာပဲလို့ချီးမွမ်းတယ်အဲ့ဒီချီးမွမ်းတဲ့အတန်ကိုမြတ်စွာဘုရားကြားတယ်ဒီတော့မြတ်စွာဘုရားကယဟန်တော်တွေကိုစိတ်သားတို့တဲ့အခုမှဒီလူလင်ဟာဒီလုံမပြိုကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ဘူးရှေးတုန်းကလည်းချမ်းသာဘူးတယ်မိတ်ဆွေရဲ့အကျိုးကိုခံစားဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့950မှာဥက္ကုတဇတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီဇတ်တော်လေးကိုလည်းပဲဦးဇင်းတို့အချိန်ကိုကြည့်ပြီးတော့အပြေးလွှားပြောအောင်မယ်ဟုတ်လားဥက္ကုတဇတ်တဲ့တော်ထဲမှာရေကန်ကြီးတကန်ရှိတယ်ဘေးမှာထိမ်မင်းကြီးတပင်ပေါက်နေတယ်အဲ့ဒီထိမ်ပင်ပေါ်မှာစွန်မတကောင်နေတယ်ဒီနေ့တော့စွန်ဘိုတကောင်ကအဲ့ဒီစွန်မနဲ့အတူတူနေဖို့ပြောတယ်ပြောတော့စွန်မကငါနဲ့အတူတူနေခြင်းလို့ရှိရင်ဟောဒီရေကန်ထဲမှာလက်ကြီးတကောင်ရှိတယ်အဲ့ဒီလက်ကြီးနဲ့မိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်အဲ့ဒါလက်ကြီးနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်ဟိုးခြုံထဲမှာဝင်လိုငှက်ကြီးတကောင်လည်းရှိတယ်အဲ့ဒီဝင်လိုငှက်ကြီးနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ဝင်လိုငှက်နဲ့မိတ်ဆွေဖြစ်တယ်နောက်ဒီတောတောင်တွေကဂူထဲမှာချင်းသေးမင်းကြီးတကောင်ရှိတယ်အဲ့ဒီချင်းသေးမင်းနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ချင်းသေးနဲ့လည်းမိတ်ဆွေဖြစ်တယ်အဲ့ဒီလိုနဲ့မိတ်ဆွေပေါင်းသင်းရှိပြီဆိုတော့သူတို့နှစ်ကောင်အတူတူနေဒီနေ့တော့အဲ့ဒီတောအုပ်နီးနားမှာရှိတဲ့ဇနပုတ်ရွာကလူတွေကတောထဲကိုသားကောင်လိုက်ထွက်တယ်တကောင်မှမရဘူးအဲ့ဒါနဲ့မိုးလဲချုပ်တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာရေကန်ဘေးရောက်အဲ့ဒီထိမ်မင်းကြီးအောင်ဝင်ပြီးတော့နားကြတာအဲ့ဒီမှာစွန်ကလေးတွေရဲ့အတန်ကိုကြားတဲ့အခါကျတော့ရွာသားတွေကဟေးဘာကောင်မှလည်းမရခဲ့ဘူးတို့စွန်တိုက်ကိုတက်နှိုက်ပြီးတော့စွန်ကလေးတွေကြော်စားကြလို့ဆိုပြီးတော့မိဘုံကြီးတပုံဖိုးပြီးတော့မိတုတ်တွေထွန်းပြီးတော့ထိမ်မင်းကြီးပေါ်တက်ကြတာအဲ့ဒီမှာစွန်မကစွန်ဘိုကိုဂိုင်းမိတ်ဆွေတို့ရဲ့တန်ဖိုးကိုဒီကနေ့သိရလိမ့်မယ်တဲ့ဒါကြောင့်ဝင်လုံငှက်စီကိုသွားပြီးတော့အကြောင်းကြားတယ်အကြောင်းကြားခိုင်းတယ်ဝင်လုံငှက်ရောက်လာတယ်နှုတ်သီးနဲ့ရေအပြည့်သေးတယ်အတောင်ပံကိုရေဆိုအောင်ဆွတ်တယ်ထိမ်မင်ပေါ်တက်နေတဲ့လူရဲ့မီးတုပ်ကိုအတောင်ပံနဲ့ရိုက်ချမီးငိမ့်တယ်ပြန်ဆင်းရတယ်နောက်တစ်ခါထပ်ရှို့ပြီးတော့တက်တယ်ဝင်လုံငှက်ထပ်ပြီးတော့ရိုက်တာပဲအဲ့ဒီလိုနဲ့အဲ့ဒီလိုတက်လိုက်ဆင်းလိုက်နဲ့သကောင်ရံရောက်တယ်ဝင်လုံငှက်လည်းအင်မတန်ပင်ပန်းတယ်အဲ့ဒီတော့စွန်မကစီမံခန့်ခွဲရေးမှုနော်စွန်ဘိုကိုဝင်လုံငှက်သိပ်ပင်ပန်းနေပြီလက်ကြီးတွေသွားပြီးတော့အကြောင်းကြားကြီးအဲ့ဒီမှာလက်ရောက်လာတယ်ရောက်လာတော့လက်ကြီးကအဲ့ဒီမီးဘူကြီးကိုရွှွန့်နေတဲ့သူ့ကိုလိမ့်ပြီးတော့အဲ့ဒီမီးဘူကြီးကိုတခါတည်းညှိမ့်သက်ဖြစ်တယ်အဲ့ဒီတော့လူတွေကဟေးစွန်သားနဲ့ဘာလို့မှလဲဟောဒီလက်ကြီးစားကြစို့ဆိုပြီးတော့လက်ကြီးဝိုင်းဆွဲတယ်လက်ကသိပ်ကြီးတာဆိုတော့လူဆွဲရလိမ့်မပါပဲနဲ့လက်ဆွဲရကိုလူပါတယ်အဲ့ဒါနဲ့လူတွေဝယုံသုံးကားဖြစ်တယ်မိုးတော့ရန်ရောက်တယ်အဲ့ဒီမှာစွန်မကဂိုင်းဒီအပေါင်းအသင်း2ယောက်နဲ့တော့ဒီပြဿနာမပြေလည်သေးဘူးချင်းသိမင်းဒီသွားကြည့်ပါဦးလို့ခိုင်းတော့ချင်းသိမင်းဒီရောက်တယ်စွန်ဘူးရောက်တော့ချင်းသိမင်းကမိတ်ဆွေဆိုတော့ရောက်လာဟိန်းဟောက်တန်ကိုပေးလိုက်တော့ရွာသားတွေအားလုံးထွက်ပြေးရတယ်ဟုတ်လားအဲ့ဒီချင်းသိဒီအဲ့ဒါဦးဇင်းတို့ဘုရားလောင်းမယ်အဲ့ဒီစွန်ဘူးစွန်မဒီဒီဘဝမှာမိတ္တဗန္ဒကဇနီးခင်မွန်ဖြစ်လာတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားကချစ်သားတို့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေရဲ့တန်ဖိုးဟာထင်ရှားတယ်ဒါကြောင့်လူလောကမှာအခက်အခဲတွေအကြက်တဲတွေဆိုတာတနေ့မဟုတ်တနေ့တွေ့တတ်တယ်အမှုကိစ္စကြီးငယ်တွေဆိုတာတွေ့တတ်တယ်ဟုတ်လားဒါကြောင့်မိတ်ဆွေဆိုတာမရှိလို့မဖြစ်ပါဘူးမာနတွေခံပြီးတော့ဘယ်သူကိုမတူသလိုမတန်သလိုဒီလိုစိတ်မျိုးထားလို့မရဘူးဟုတ်လားဒါကြောင့်ဒီဘဝတည်းဒီအမျိုးသမီးလေးရဲ့ဉာဏ်ကြောင့်ချမ်းသာတာမဟုတ်ဘူးရှင်းတော့ကလည်းချမ်းသာဘူးတယ်ဆိုပြီးတော့ဥက္ကုတဇတ်တဲ့ဟုတ်လားဒါကြောင့်ဘေးသားပေါင်းသူတော်ကောင်းတို့ပထမဦးစွာဘဝရဲ့နံပါတ်1ချမ်းသာကိုရခြင်းနဲ့ဆိုရင်ဘာရှိရမလဲမိတ်ဆွေရှိရမယ်မိတ်ဆွေဆိုတဲ့ကစကောင်းဆိုတဲ့စကားကအလိုလိုပါပြီးစား
မိတ်ဆွေမကောင်းဘူးဆိုရင်မိတ်ဆွေလို့ကိုပြောလို့မရတော့ဘူးရန်သူတဲ့ကြောက်စရာကောင်းသွားပြီဟုတ်ရဲ့လားဒါကြောင့်မိတ်ဆွေရှိရမယ်မိတ်ဆွေကောင်းရှိရမယ်ဒီနေရာမှာဦးဇင်းအတူချုပ်ကလေးအကြံပေးခြင်းတယ်အင်မတန်ကောင်းတဲ့မိတ်ဆွေကိုရခြင်းတယ်ဆိုရင်ဘယ်လိုလုပ်မလဲမိတ်ဆွေဆိုတာရခဲ့တယ်ဗျများသောအားဖြင့်လူတွေကကိုကျိုးစည်းပွားကိုလိုလားပြီးတော့ချင်းကပ်ပေါင်းတင်ကြတာတွေများတယ်လေဟုတ်လားအဲ့တော့အရေးကြုံလို့ရှိရင်အာမကိုရတာတွေပဲများတယ်လေဒါလူလောကကြီးမှာတကယ်အဖြစ်ပြက်ပဲဟုတ်လားအဲ့ဒီတော့ကောင်းတဲ့မိတ်ဆွေကိုရခြင်းရင်ဘယ်လိုလုပ်မှလဲဆိုရင်ကိုယ်တိုင်ကမိတ်ဆွေကောင်းရဲ့အင်္ဂါနဲ့ညီအောင်ကြိုးစားပြီးတော့ပေါင်းတင်ပါကိုရိုးကိုအဓိကကြည့်ပြီးတော့မပေါင်းပါနဲ့တတ်နိုင်ရင်ကူညီမယ်ဆိုတဲ့စိတ်နဲ့ပေါင်းတင်ရဟုတ်ရဲ့လားအေးကိုယ်တိုင်ကစေတနာတွေမေတ္တာတွေကိုကျိုးစည်းဝါးကိုအဓိကမထားဘဲနဲ့အဲ့ဒါလိုမျိုးပေါင်းတင်ကြမယ်ဆိုရင်သူ့အခက်ခဲကိုကဝိုင်းဝန်းဖြေရှင်းမယ်ကိုယ့်အခက်ခဲကိုလည်းသူကဝိုင်းဝန်းဖြေရှင်းမယ်အဲ့ဒီလိုတယောက်အခက်ခဲကိုတယောက်ကူညီကြရင်းနဲ့ဘဝမှာအစဉ်ပြေပြေနေသွားကြရတာဒီချမ်းသာလေဟုတ်ရဲ့လားဒါကြောင့်လူငယ်တွေလောကီအကျိုးစည်းစိမ်ကိုပဲဖြစ်စေလောကုတ္တရာစည်းစိမ်ကိုပဲဖြစ်စေရခြင်းနဲ့ဆိုရင်မိတ်ဆွေရှိရမိတ်ဆွေရဲ့အကောင်းအကျိုးတွေမိတ်ဆွေရဲ့လိုအပ်ချက်တွေပြောမယ်ဆိုရင်ဒီတရားတစ်ပွဲလုံးဒီတရားတစ်ပုဒ်လုံးမိတ်ဆွေတစ်ခုတည်းပြောတာနဲ့တင်အချိန်ကုန်သွားနိုင်တယ်နော်ရှင်အနန္ဒာစဉ်းစားတယ်ဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးတယ်နော်ဒီနေရာမှာစဉ်းစားတယ်လေမိတ်ဆွေဆိုတာရှိရင်အမှုကိစ္စတဝက်ပြီးတယ်တဝက်ပဲကိုလို့ရမယ်ကျန်တဲ့တဝက်မိတ်ဆွေကလှုပ်သွားမယ်သူတွေးတာသူသိတဲ့ဘောကြားတယ်အဲ့ဒါမြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားကချက်သားအာနန္ဒာအဲ့ဒီလိုမပြောနဲ့တဲ့မိတ်ဆွေကောင်းရှိရင်အမှုကိစ္စကြီးငယ်တဝက်ပြီးတယ်လို့မပြောနဲ့အမှုကိစ္စအကုန်လုံးပြီးတယ်တဲ့လွန်တယ်လို့ထင်လားမြတ်စွာဘုရားဟောတာနော်အဲ့ဒီမှာမြတ်စွာဘုရားကသက်သေပြတယ်ငါဘုရားတည်းဟူသောမိတ်ဆွေကောင်းကိုတွေ့ရလို့သင်တို့အိုခြင်းတရားကလွတ်ရတယ်နာခြင်းတရားကလွတ်ရတယ်တေခြင်းတရားကလွတ်ရတယ်မဟုတ်လားတဲ့ဟုတ်လားဒါကြောင့်ဘဝမှာနံပါတ်1ချမ်းသာကိုရခြင်းနဲ့ဆိုရင်ဘာရှိအောင်ကြိုးစားရမယ်မိတ်ဆွေကောင်းရှိအောင်ကြိုးစားရမယ်မိတ်ဆွေကောင်းရှိခြင်းနဲ့ဆိုရင်လည်းကိုယ်တိုင်ကမိတ်ဆွေကောင်းရဲ့အင်္ဂါနဲ့ညီညွတ်ပြီးတော့စေတနာမေတ္တာဥရှိပြီးတော့ပေါင်းတင်ဆက်ဆံရမယ်ဟုတ်ရလားအေးနံပါတ်1ချမ်းသာဒီလောက်ပဲအချိန်ရတယ်နော်နောက်နံပါတ်2ချမ်းသာတုဋ္ဌိဒုက္ခယာဣတရိတရေနဣတရိတရေနရောက်သမျှသောဥစ္စာပစ္စည်းတို့ဖြင့်ယာတုဋ္ဌိအခြင်းရောက်ရဲခြင်းသည်အဋ္ဌိတန်တိရှိပါကုန်၏သာတုဋ္ဌိထိုရသမျှဖြင့်ရောင်ရဲတင်တိမ်နိုင်ခြင်းသည်ဒုက္ခချမ်းသာကြောင်းတည်းဘဝမှာမိတ်ဆွေရှိုံမျှနဲ့ချမ်းသာဒုက္ခမပြည့်စုံသေးပါဟုတ်ရလားဘာဆက်ပြီးတော့ရှိဖို့လိုအပ်လဲနံပါတ်1ရှိရမယ့်အရေးအသွေးကရောင်ရဲနိုင်ခြင်းတင်းတိမ်နိုင်ခြင်းကိုရတာနဲ့ကိုဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်နိုင်ခြင်းဟုတ်ရလားပိဋကရေစကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရရှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တိုးတက်ကြီးပွားမှာလဲမြတ်စွာဘုရားတိုးတက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားလုံလဝရိယကြီးကြီးနဲ့ကြိုးစားရမယ်လို့ပဲတိုက်တွန်းတယ်တချို့သောပြင်းညတဲ့ဗုဒ္ဓဘာသာဝင်တွေဟာကိုယ်အလုံးမလုံးချင်တာပြင်းတာကိုတန်တုဋ္ဌိရောင်ရဲတယ်ဆိုတာနဲ့လွဲမှားပြီးတော့လွယ်မမဂုံယူနေတာတွေတောင်ရှိဟုတ်ရဲ့လားဒါကြောင့်ဒီတန်တုဋ္ဌိဆိုတဲ့တရားလေးကိုတကယ်တိတိကျကျသဘောပေါက်ဖို့လိုတယ်ဗျရှိတာနဲ့ရောင်ရဲတာမဟုတ်ဘူးရတာနဲ့ရောင်ရဲတာရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကို့မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကိုရထားတာတရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရလားကိုကတရားတန်ကံရှိတယ်တရားတန်ဉာဏ်ရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင်တရားရမှာပေါ့တရားဓမ္မအရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့1000ရခြင်းနဲ့ဆိုရင်ပိဋကရေပါတယ်900လောက်အဲ့ဒါလောဘဖြစ်နေပြီဟုတ်ရလားဒါကြောင့်1000တန်ရခြင်းနဲ့ဆိုရင်1000တန်အရင်ဒီစိုက်ထုတ်လေ1000တန်နဲ့တန်တဲ့ကံဖြစ်အောင်လုပ်1000တန်နဲ့တန်တဲ့ဉာဏ်ရှိအောင်လုပ်1000တန်နဲ့တန်တဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုယ်ရတာနဲ့ကျင့်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်ကဟုတ်ရလားအဲ့ဒီတော့
ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ဟိုလောက်ကြီးရခြင်းနဲ့ဆိုတော့ကိုရမှာတဲ့လားမရပါဘူးဗျကိုနဲ့တန်တာပဲကိုရမှာကိုအကြောင်းရှိတဲ့လောက်ပဲကိုရမှာအကြောင်းဆိုတာကအတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိတယ်ဟုတ်ရဲ့လားအတိတ်အကြောင်းတစ်ခုတည်းသာအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီးပွားရေးသိပ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကိုကညံ့တာကိုသိကြတယ်အဲ့ဒီလူပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလဝကတုတ်တံကိုလေးလာကြည့်စေခြင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားပစ္စည်းဥစ္စာပြည့်စုံခြင်းလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်ကိုလှုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရလို့သဘောထားရမယ်ကိုလှုပ်တဲ့အလုပ်ကိုတကယ်လုံးလာစိုက်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်ပေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်တခါကြီးဒီမိုင်းမြအတိတ်ကမလိုဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပစ္စည်းဥစ္စာရှာဖွေတဲ့နေရာမှာပြစ္ဆုတ်ပံလေးလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင်တယ်ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောဒီပိဋကကြီးကြားဖို့လောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်အေးဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရခြင်းတဲ့လောက်ရသလားကိုရတာနဲ့တန်တဲ့လောက်ပဲတနည်းအားဖြင့်အကြောင်းရှိတဲ့လောက်ပဲရမှာလားအကြောင်းရှိတဲ့လောက်ပဲရမှာဗျာဟုတ်လားအေးရခြင်းတာတော့အများကြီးပေါ့ဗျာဟုတ်လားရခြင်းတာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရဟုတ်လားအဲ့ဒီမှာရတာနဲ့ကျင့်တတ်ရမယ်ဒီတော့ဒကာကြီးတို့မကြီးတို့ဦးဇင်းတို့တွေတတ္တဝါတွေဟာများသောအားဖြင့်တန်တုဋ္ဌိရဲ့အရာကိုမခံစားကြရတာကများတယ်မယောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှိကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုမှရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအင်မတန်ပြောခြင်းတယ်ဒကာဒကမတို့ဦးဇင်းတို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်လှယုံတော့ဝင့်ရတယ်မဟုတ်လားမိုးလုံလေလုံရောနေရတယ်မဟုတ်လားကျမ်းမာရေးကောကောင်းလားအော်ဟဲ့ညီးညူနေရလောက်အခြေအနေမဆိုးဘူးမဟုတ်လားဒါနပြုခြင်းနဲ့ဆိုရင်ကိုယ်နဲ့တဏ္ဍာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ခြင်းနဲ့ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ်အသိဉာဏ်လေးမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိတယ်ကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဘိုးလုံလေလုံနေရတယ်ဗျာကျမ်းမာရေးကောင်းတယ်ဗျာမသေးသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်သမျှကိုယ်တာလုပ်ချင်တယ်ဆိုရင်အကုန်လုပ်လို့ရတယ်ဗျာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကိုမေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုဋ္ဌိကရှိမှမရှိပဲကိုဟုတ်လားအဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုပြန်စဉ်းစားကြည့်စမ်းပါငါကျမ်းမာရေးကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ကျမ်းမာရေးကောင်းတာဟာလေးကိုဘယ်အချိန်ကျမှတန်ဖိုးထားလဲဆိုရင်ဆေးရုံဆေးကန်းရောက်မှတန်ဖိုးထားတာဟင်ဒီကမာကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျရင်တော့တိတ်ကျမ်းမာခြင်းပြီတစ်ချိန်တုန်းကကျမ်းမာခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုကျမ်းမာနေပါတယ်ဒါလေးကိုတန်ဖိုးထားပြီးတော့ပျော်လိုက်စမ်းပါဟုတ်လားဒါအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုပ်ခွင့်ရှိတယ်ရှင်သန်နေတယ်စိတ်ဓာတ်ခွန်အားတွေကိုကာယခွန်အားတွေကိုပြည့်စုံလို့ဉာဏ်နေနဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆိုလို့ရှိရင်မိုးထီအောင်ကောင်းလို့ရတယ်ဟင်အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာပိဿရေစဉ်းစားတဲ့နယ်လို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်စရာကောင်းတယ်မကျေနပ်တဲ့ဘူးလားဒါပေမဲ့လူတွေဟာအဲ့ဒီလိုကျေနပ်မှုကိုဘယ်ချိန်ကြမှာယူမှာလဲလို့မေးရင်သေကနေ့ကြမှာယူမယ်ထင်တာပဲသေရတော့မယ်ထင်တော့မှတနားကြီးလောက်ပဲပူနေရတရက်လောက်ပဲနေရဆွဲဆန့်ကျင်နေဗျာအဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျေနပ်ရမယ်ရှေ့ကိုတွတ်တက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အေးတွတ်တက်တယ်ဆိုတာကလည်းတွတ်တက်ချင်းယုံမြနဲ့တွတ်တက်တာမဟုတ်ဘူးတွတ်တက်เสียအကြောင်းတွေပြည့်စုံအောင်ဖန်တီးနိုင်မှတွတ်တက်တာဟုတ်ရဲ့လားအဲ့တော့တွတ်တက်ခြင်းတယ်ဆိုရင်လည်းအများကြီးကြိုးစားနော်အများကြီးကြိုးစားကံနေဉာဏ်နေဝရိယတွေကောင်းအောင်ကြိုးစားရင်မတွတ်တက်ပြီဘူးလားတွတ်တက်မယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲကိုဖြစ်နေတဲ့အခြေအနေလေးကိုရနေတာလေးနဲ့ကျင့်တတ်တဲ့စိတ်နှစ်သက်နိုင်တဲ့စိတ်ကိုလည်းပဲတပြိုင်နက်တည်းမွေးမြူဖို့မလိုဘူးလားလိုတယ်ဗျဟုတ်လားတခါကြီးမိုက်မြဖန်ခွက်ထဲမှာရေတဝက်ရှိတယ်တဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ရော့နေတယ်ကွာလို့မြင်နေတဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ကြီးတောင်ပြည့်နေတယ်လို့မြင်နေတဲ့တူနိုင်မလားချမ်းသာခြင်းမ
တူနိုင်ဘူးဟိုလူကယော့နေတာမြင်တာဟိုလူကပြိနေတာကိုမြင်တာဒကာဒကမတွေဘာတွေကိုမြင်နေလဲပြိနေတာကိုမြင်နေတော်တာပေါ့နော်အဲ့လိုဆိုရင်တော့ဦးစိန်ကတော့သိမယုံပါဘူးယော့နေတာတွေမြင်တယ်ပဲထင်နေတာဒါကြောင့်အမြဲတမ်းလိုနေတယ်ဟင်အလိုဆန္ဒတွေကအမြဲတမ်းရှိနေတယ်အလိုဆန္ဒတွေအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်စိတ်ကလည်းအမြဲတမ်းမောနေတယ်ကိုယ်မှရှိတဲ့အစဉ်ပြေမှုလေးတွေကိုခောက်ထားပြီးတော့ကိုယ်မှမရှိတဲ့အစဉ်ပြေမှုတွေကိုတန်းတပြီးတော့အချိန်တိုင်းမောနေတယ်အဲ့ဒါလို့ထင်တာဟုတ်လားမသိဘူးဦးစင်းကတော့အဲ့လိုဖြစ်နေတာပဲကဲဒကာကြီးဓမ္မကြီးများကဦးစင်းတို့တဲ့သားတယ်ဆိုရင်တော့လည်းမပြောလို့တော့ပါဘူးဟင်ဒကာကြီးဓမ္မကြီးများဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းတယ်ဆိုလို့ရှိရင်ဘာရှိဖို့လိုအပ်လဲရောင်ရဲတင်းနေနိုင်ခြင်းတနည်းအားဖြင့်ကိုယ်ရတာလေးနဲ့ကိုယ်အခြေအနေလေးကိုကိုကျင့်တတ်နိုင်ခြင်းဆိုတာရှိဖို့လိုတယ်လူငယ်တွေအတွက်ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်တချို့လည်းကြားဘူးကောင်းကြားဘူးလိမ့်မယ်မကြားဘူးသေးတဲ့ပုံကိုယ်တွေမှတ်သားစရာအင်မတန်ကောင်းတယ်ကြားဘူးပြီးသားပုံကိုယ်တွေလည်းပဲဒါလေးကိုပြန်ပြီးတော့နှလုံးသွင်းစရာကောင်းတယ်တခါတုန်းကမြင်းကုံတွေခရီးသွားကြတယ်ညရောက်တော့တောအုပ်တစ်ခုကိုဖြတ်တယ်ဖြတ်တော့ချောင်းလိုဟာလေးတစ်ခုကိုဖြတ်တော့ဟိုးအမှောင်ထဲကနေတော့လှမ်းပြီးတော့အမိန်ပေးတယ်ဟေးအားလုံးရက်ဟာဘာနဲ့များလှမ်းပစ်လိုက်မလဲမသိဘူးဆိုတော့ကြောက်တော့အကုန်လုံးရက်ရတယ်မြင်းမောကအကုန်လုံးဆင်းရတယ်မင်းတို့ခြေတော်အောက်မှာနင်းမိနေတဲ့အဲ့ဒီကြောက်ခဲတွေကိုမင်းတို့မှာပါတဲ့အိတ်အပိုတွေကိုထည့်ဟာဒုက္ခပဲကုံနေတင်ထားလို့မြင်းလေးတဲ့ကြားတယ်ဒါပေမဲ့ကြောက်တော့အဲ့ဒီကြောက်ခဲတွေကိုအိတ်တွေထည့်ပြီးပြီဆိုလို့ရှိရင်အိတ်တွေကိုစီးပြီးတော့မြင်းမောမြန်ဒီနားကထွက်သွားကြမမြင်ညင်ဘူးဟာကြောက်တယ်ကြောက်လွန်းတော့သူခိုင်းတဲ့အတိုင်းလှုပ်တယ်အဲ့ဒီကြောက်ခဲအိတ်တွေမြင်းမောတင်ပြီးတော့ခကြီးထွက်တယ်ရန်သူတွေနဲ့ဝေးအောင်ဆိုပြီးတော့မြင်းကိုမြန်စီးအာယုံလေးလာပြီရောင်လေးလာပြီအလင်းရောင်လေးပြိုးလာပြီဆိုတော့ကဲရန်သူနဲ့လည်းဝေးခဲ့ပြီအာယုံချင်းလို့အလင်းလေးရောက်ပြီမြင်းတွေလည်းမောလာပြီဆိုပြီးတော့နားပြီးတော့ကိုင်းမြင်းတွေကိုလေးစီတဲ့ဒီကြောက်ခဲတွေကိုသွန်းပြီးတော့ပြစ်ကြစို့ဆိုပြီးတော့ကြောက်ခဲအိတ်ချပြီးတော့အဲ့ဒီအိတ်တွေကိုဖြေးပြီးတော့ကြောက်ခဲတွေသွန်းမဲဆိုပြီးတော့အိတ်တွေကိုဖြေးလိုက်တော့ကြောက်ခဲတွေမဟုတ်ဘဲနဲ့ကြောက်တံပရမများတွေဖြစ်နေတယ်တဲ့ပုံမြင်ဆိုတော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒီကြောက်တံပရမများတွေဖြစ်နေပေမဲ့လို့အဲ့ဒီကုံတွေဟာတယောက်မှမပျော်ပါဘူးတဲ့ဘာဖြစ်လို့မပျော်တာလဲဆိုတော့ဒီလိုမှန်းသိရင်ကြံတဲ့အိတ်တွေပါအပြည့်ထဲခဲ့ပါတယ်လို့စဉ်းစားနေလို့မပျော်တာတဲ့ဟုတ်လားတကယ်ကြီးမိုင်းများတကယ်ဆိုရင်ကြောက်တံပရမများလင်းငယ်ကဲလောက်ရတယ်ဆိုရင်ဘဝအတွက်စီးပွားရေးအတွက်ကတော့စစ်စစ်ဆက်ဆက်သုံးမယ်ဆိုရင်လုံလောက်ပါပြီဗျာဟုတ်လားဒါပေမဲ့လို့အိတ်ကြီးနဲ့ထည့်လာတာတော့သူတို့ပျော်တဲ့လားမပျော်ဘူးဒီလိုအဖို့တံမှန်သိရင်ကြံတဲ့အိတ်တွေကဒီအိတ်လည်းအပြည့်ကြံတဲ့အိတ်တွေပါအပြည့်ဒီပြင်ကုံတွေပါသွန်းပြီးတော့ကြောက်တံပရမများတွေထည့်ခဲ့ပါတယ်လို့စဉ်းစားတော့ပျော်သေးလားမပျော်တော့ဘူးလူလောကလည်းပဲအဲ့ဒီကုံတွေလိုပါပဲဟုတ်လားမရသေးတာတွေကိုလှမ်းပြီးတော့တန်းတရင်းနဲ့ရနေတဲ့စီးစိမ်ကိုမေ့ပြောင်းပြီးတော့ဟုတ်လားတန်တုဋ္ဌိရဲ့ယတ္တကိုမခံစားရဘဲနဲ့အသက်ကြီးသွားကြတာတန်တုဋ္ဌိအင်မတန်အရေးကြီးပါတယ်ရှင်အနုရုဒ္ဓစဉ်းစားတဲ့အတွေးတွေရှိတယ်ဗျမြတ်စွာဘုရားရဲ့တရားတော်ဆိုတာတဲ့တင်းတိမ်ရောင်ရဲတဲ့သူနဲ့သာထိုက်တန်တာတင်းတိမ်ရောင်ရဲမှုမရှိဘဲနဲ့ဘာဖြစ်ဖြစ်ရကျင်နေတဲ့လူနဲ့မထိုက်တန်ဘူးတဲ့ဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ဘာဖြစ်ဖြစ်ရကျင်နေတယ်ဆိုရင်အဲ့ဓာတွေကိုရအောင်လုပ်ရင်းနဲ့ပဲအဖို့တန်တဲ့အချိန်တွေခွန်အားတွေကကုန်သွားမှာဒီတန်ဖိုးကြီးတဲ့တရားကိုရှာဖို့အချိန်ရှိတော့မှာမဟုတ်တော့ဟုတ်ရဲ့လားဒါကြောင့်ဘဝမှာညီမျှနေသွားတတ်ဖို့အင်မတန်အရေးကြီးတယ်ရှိပါဥစ္စာလည်းအရေးကြီးပါတယ်အရေးမကြီးဘူးလို့မဆိုလိုဘူးသို့တော့ဒီဘက်ကတရားနဲ့ငြိမ်းချမ်းလေးအေးဆေးလေးနေသွားဖို့လည်းပဲအရေးကြီးပါသေးတယ်ပို့ပြီးတော့တောင်းအရေးကြီးပါသေးတယ်ဟုတ်လားဒါကြောင့်တရားရဲ့ယတ္တကိုခံစားခြင်းနဲ့ဆိုရင်တန်တုဋ္ဌိဆိုတဲ့အရင်အနည်းမရှိလို့ကတော့ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းနဲ့ဆိုရင်ရတာနဲ့ကျင့်တတ်ဖို့ကိုဖြစ်နေတဲ့အခြေအနေလေးနဲ့နှစ်သက်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ကဲဦးဇင်းတို့တတိယချမ်းသာကိုသွားကြအောင်စို့အဓမ္မိဇာဓမ္မိဒုက္ခတာယဒုဋ္ဌိဒုက္ခယာဣတရိတရေနပုံညာဒုက္ခဇီဝိတာသင်္ခယံပိဇီဝိတာသင်္ခယံပိအသက်ကုံငါနိခါကာလမှာပုံညာကုသိုလ်ကောင်းမှုသည်ဒုက္ခချမ်းသာတယ်ဝေလုံငါနိဆိုတဲ့အချိန်ဟာလူသားတိုင်းမဖြစ်မနေဖြတ်သန်းရမယ့်အချိန်ပဲမဟုတ်လားဘယ်အချိန်ကြမှာဖြတ်သန်းရမယ်လို့အချိန်ကန့်သက်ချက်တိတိကျကျကိုရှိနိုင်သလားမရှိနိုင်ဘူးဗျအင်မတန်အရေးကြီးတယ်ဗျကွယ်လွန်ကနေဆိုတဲ့အချိန်ဟာဒီမှာမြတ်စွာဘုရားကမဖြစ်မနေဖြတ်သန်းရမယ်အဲ့ဒီအချိန်
ဖြစ်မနေရင်ဆိုင်ရမယ်အဲ့ဒီအခက်အခဲပြည်လေသွားစေဖို့အဲ့ဒီအချိန်မှာတကယ်ချမ်းသာဖို့ဆိုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင်အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာတေဂာနီးမှာပို့ပြီးတော့ထင်ရှားတယ်တေဂာနီးမှာထင်ရှားတယ်ဆိုတော့ရှင်လုံးမှာမထင်ရှားဘူးလို့ဆိုလိုတာမဟုတ်လူသားတွေဟာရှင်နေတဲ့အခိုက်အတန့်မှာတုန်းကတော့ကုသိုလ်ကိုသိပြီးတော့အားကိုးရကောင်းမှမသိဘာကြောင့်လဲဆိုတော့အသိဉာဏ်ကနဲတာမိုက်မဲတာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအားကိုးတယ်ငါမဲ့တောင့်တင်းတယ်လုံနိုင်တယ်ကိုင်းနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ကိုအားကိုးတယ်ဟုတ်လားအပစ္စည်းဥစ္စာကိုအားကိုးတယ်မိတ်ဆွေကိုအားကိုးတယ်ဆွေမျိုးသားချင်းတွေအားကိုးတယ်အများကြီးရှိတယ်နော်အားကိုးလို့ရသေးတာဘူးဗျာတေဂာနီးရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီကိုနေထိုင်စဉ်ကာလတုန်းကတန်ဖိုးထားခဲ့တဲ့အားကိုးစရာတွေကအားကိုးလို့ရသေးလားအားကိုးလို့မရတော့ဘူးကိုအားအကိုးဆုံးလို့ဆိုရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကစပြီးတော့တည်တော့မယ်ဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ဇာတိကိုဖော်ပြလိုက်ပြီလေမင်းဘယ်လိုပဲငါ့ကိုမြဲတယ်လို့ထင်ငါကတော့တည်တော့မယ်လို့သူ့ရဲ့အဖြစ်မှန်တယုတ်တကံကိုမျက်နှာဖုံးကိုဖွင့်ပြလိုက်ပြီခုဒကာဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကိုယ်ကြီးကမျက်နှာဖုံးထားတာအဲ့ဒါကိုဖွင့်မကြည့်ဖြစ်ဘူးနော်ခန္ဓာကိုယ်ကြီးကဘယ်လိုမျက်နှာဖုံးထားတော့မြဲတယ်လို့မျက်နှာဖုံးထားတာဗျဟုတ်လားကိုကြည့်မြဲတယ်လို့ပဲထင်တယ်သိမယ်လို့ထင်တဲ့အချိန်ကတကယ်နည်းနည်းလေးပဲရှိတယ်တမင်တကာတွေးတော်မှသိတာဟုတ်ရလားအဲ့ဒီမျက်နှာဖုံးကိုအဲ့ဒီအချိန်ကတော့ကိုကချွတ်မကြည့်လည်းပဲသူကချွတ်ပြလိုက်ပြီဂိုင်းမင်းဘယ်လိုပဲမြဲတယ်ထင်တယ်ငါကတော့သေတော့မယ်ပျက်စီးတော့မယ်အဲ့ဒီအချိန်ကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းအားကိုးစရာမဟုတ်တော့ဘူးပစ္စည်းဥစ္စာဆိုတာတွေကလည်းအားကိုးစရာမဟုတ်တော့ဘူးအဲ့ဒါသူ့နယ်ပယ်မဟုတ်ဘူးပစ္စည်းဥစ္စာဆိုတာရှင်စဉ်ကာလမှာစားဝတ်နေရေးရပြိုင်ဆိုင်ရေးရဒါတွေအတွက်လောက်ပဲအသုံးကြတာနော်သေတော့မယ်ဆိုတဲ့အခါမှာလာရောက်ပြီးတော့ကူညီဖို့အတွက်ပစ္စည်းဥစ္စာမှာအစွမ်းတတ္တိမရှိပါဘူးဆွေမျိုးတွေအပေါင်းအသင်းတွေမိတ်ဆွေတွေလည်းပဲအဲ့ဒီအချိန်မှာသူတို့ရဲ့နယ်ပယ်ဟုတ်သေးလားမဟုတ်တော့ဘူးသေဂာနီးအချိန်မှာပြည်လည်ဖို့ဆိုတာကုသိုလ်ကောင်းမှုရဲ့နယ်ပယ်ကုသိုလ်ကောင်းမှုရဲ့တတ်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားတယ်ဟုတ်ရဲ့လားဒါကြောင့်သေဂာနီးအခါကာလမှာဘာအရေးကြီးလဲကုသိုလ်ရှိဖို့အရေးကြီးပါတယ်ရှင်လုံးမှာလည်းပဲကုသိုလ်ရှိဖို့အရေးကြီးပါတယ်နော်သို့တော့သေဂာနီးမှာပို၍အရေးကြီးတယ်ဟုတ်ရဲ့လားဒါကြောင့်ဘဝဆိုတာနေရေးတစ်ခုတည်းတိဆောက်ထားတာမဟုတ်သေရေးနဲ့နေရေးနဲ့ရောထွေးပြီးတော့တိဆောက်ထားတာဟုတ်လားအဲ့ဒီတော့နေရေးတစ်ခုတည်းစဉ်းစားမယ်ဆိုရင်ဒီစဉ်းစားချက်ဟာဘယ်လိုနည်းနဲ့မှမပြည့်စုံနိုင်ဘူးပိဋကဘဝမှာသေခြင်းဆိုတာကိုမတွေ့ကျင်ဘူးလို့ဖယ်ပြစ်လို့ရလားမရဘူးဗျသေခြင်းဆိုတာကိုမရှိဘူးဆိုပြီးတော့လှုပ်ထားလို့လည်းမရဘူးသေခြင်းရှိနေတာကကျေးဇူးလက်တင်စရာရှိတယ်လို့တောင်ပြောမယ်ဆိုပြောလို့ရတယ်တကယ်လို့လူတွေကမွေးပဲမွေးနေတယ်အမြဲတမ်းမသေးတော့ဘူးဆိုရင်ဘယ်လိုများနေကြမလဲတစ်ချက်လောက်လေးစဉ်းစားကြည့်ပါဦးဟုတ်လားအဲ့တော့ဒီတော့ဘဝဆိုတာဘာလဲလို့မေးရင်နေခြင်းနဲ့သေခြင်းနဲ့ဒီနှစ်ခုအချိုးကျကျပေါင်းစပ်ထားတာဟုတ်လားအဲ့တော့ဒီနှစ်ခုကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဟိုချိန်ခွင်ရှာညီမျှအောင်တွေးတတ်ဖို့လိုတယ်နေရေးကြီးတဲ့တွေးလို့မဖြစ်သေးဘူးသေရေးကြီးပဲတွေးရင်လည်းမဖြစ်သေးဘူးနေလည်းနေရအောင်ပါလေဟုတ်ရမို့လားအခုဇဝနေရေးရှိတယ်တာယသမီးရေးရှိတယ်နေရေးရှိတယ်နော်ဒါတကယ်အရှိတရားနော်အဲ့ဒါကိုစိတ်ကူးရင်ပြီးတော့မရှိပါဘူးလို့လှုပ်ချင်လို့မရဘူးဟုတ်လားဒါကြောင့်နေရေးအတွက်လည်းအဆင်ပြေအောင်မလုပ်ကြရမယ်ကြိုးစားကြရမယ်အဲ့ဒါကတော့တိတ်တိုက်တွန်းစရာမလိုဘူးထင်ပါတယ်ဟုတ်လားသေရေးဆိုတာကတော့တကယ်ရှိနေတယ်မဟုတ်လားတကယ်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအရေးကိုလည်းခေါင်းထဲထည့်ပြီးတော့ပြေလည်အောင်လုပ်ကြရမှာပဲအခုလူတွေကနေရေးကိုပဲပြေလည်အောင်အတင်းကြိုးစားတယ်သေရေးကိုကြတော့ဟာဖြစ်မှဖြစ်တယ်လို့ရောက်ရပဲကွာတွေ့မှတွေ့တယ်လို့ပဲအဲ့ဒီလိုလူတွေများတဲ့အတွက်ကြောင့်သေရေးမှာအဆင်မပြေဘဲနဲ့ရင်ဆိုင်ပြီးတော့ဝန်နေပန်းနဲ့မျက်ရည်ကြီးငယ်ကြပြီးတော့သေကြရတဲ့မသားတွေပဲများပါတယ်သေရေးမှာလက်မထောင်ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့သေသွားတယ်လို့အင်မတန်နဲပါတယ်ဟုတ်လားအဆင်ပြေမသေးရဘူးဆိုရင်အဆင်ပြေတဲ့ဘဝရောက်နိုင်ဖို့မလွယ်ပါဘူးဟုတ်ရဲ့လားဒါကြောင့်နောင်တန်တရားပါပူးပြီးတော့တွေးကြည့်မယ်ဆိုရင်နေရေးတဲ့သေရေးကဘိုးတောင်အရေးကြီးသေးတယ်ဘာကြောင့်လဲဆိုတော့သေရေးကသေတုံးကိုအဆင်ပြေဖို့လိုတယ်သေတုံးကိုအဆင်မပြေရင်ဟိုးနောက်ဘဝမှာသွားပြီးတော့အကြီးအကျယ်ပြဿနာတက်နိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်သေရေးအရေးမကြီးဘူးလားသေရေးအရေးကြီးတယ်လို့သဘောပေါက်တယ်ဆိုရင်နေစဉ်အခါတည်းကစပြီးတော့သေရေးကိုပြေလည်အောင်ဖန်တီးပေးနိုင်တယ်ကုသိုလ်ကောင်းမှုဆိုတဲ့ကောင်းမှုကိုအများကြီးရအောင်စုဖို့မလိုဘူးလားလိုတယ်ဒါကြောင့်
သေတဲ့အခါမှာအစဉ်ပြေခြင်းလို့ရှိရင်ရှင်စဉ်တုံးမှာအနှစ်သာရရှိရှိနေတတ်ဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအနေတော်မှာသေပြော်တဲ့ဘဝကိုရမှာဗျဟုတ်လားအခုလူတွေနေကြတာကဘယ်လိုနေကြတာလဲအများစုကတော့မေမေရောရောပေါ်ပေါ်ဆာဆာနေကြတာလို့ဒီလိုထင်တာပဲဟင်ဦးဇင်ပုံမြင်လေးတစ်ပုဒ်ပြောပြအောင်မယ်ဘုန်းကြီးကပုံမြင်လေးကြီးပြောတာလို့မအောင်မိနဲ့ပုံမြင်ဆိုတာလူတိုင်းကြိုက်တယ်ဦးဇင်ကတော့ကိုချင်းစားတယ်ဗျငငယ်တုန်းကလည်းကြိုက်တယ်အခုလည်းဦးဇင်ပုံမြင်ကြိုက်တာပဲအဲ့ဒါအသက်ကြီးတဲ့လူကြီးတွေကိုဦးဇင်ပြောကြည့်တယ်တခါကြီးကြိုက်လာလို့မေးတော့ကြိုက်တာပဲဟင်တခါကြီးဒီမှာကြီးပုံမြင်ဆိုရင်နောက်ထောင်ကျင်တာပဲပုံမြင်နေတဲ့မှာအနှစ်သာရတွေဒိဗ္ဗေတွေအများကြီးရှိတယ်ဗျဒီပုံမြင်ကဂရိကလာတဲ့ပုံမြင်လို့ဆိုတယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ကြားလိမ့်မယ်ဘုဟုတ္တရှိတဲ့လူတွေအဲ့ဒါဂရိတွေကိုယ်ွယ်တဲ့နတ်မင်းကြီးပေါ့ဇုနတ်မင်းကြီးစီကိုလူသားတွေကတောင်းဆိုတယ်တဲ့ဘာတောင်းဆိုတာတုံးဆိုတော့ဒါပုံမြင်နော်ပုံမြင်နော်အဲ့ဒီတုန်းကလူသားတွေရဲ့အသက်ကနှစ်30ပဲရှိတယ်လူတွေရဲ့တက်တန်းကနှစ်30ပဲရှိတယ်တဲ့ရှိတော့လူသားတွေကအကုန်လုံးစုပြီးတော့နတ်မင်းကြီးကိုတောင်းဆိုတာသူတို့ကိုဖန်ဆင်းတဲ့နတ်မင်းကြီးကိုတောင်းဆိုတာတဲ့နတ်မင်းကြီးအနှစ်က30ဆိုတော့နဲလွန်းပါတယ်ပညာသင်ရတာနဲ့စီးပွားရှာရတာနဲ့ခံစားရတဲ့အချင်းကိုမရှိဘူးအလုပ်တွေနဲ့လည်းမပြီးဘူးမလောက်ဘူးဒါကြောင့်ကျွတ်တို့ရဲ့တက်တန်းကိုတိုးပေးပါလို့တောင်းနေတဲ့တောင်းတော့ဘုရားအဲ့ဒီနတ်မင်းကြီးကဟေးတက်တန်းတွေကိုအကုန်ခွဲပေးပြီးတာတိုးမပေးနိုင်ဘူးအဲ့ဒီလိုပြောတော့အဲ့ဒီလူတွေနားမှာနွားတွေရှိတယ်နွားတွေကအဲ့ဒီနတ်မင်းကြီးကိုလှမ်းပြောတယ်နတ်မင်းကြီးကျုပ်တို့မှာယုံရကံရနဲ့အမြဲတမ်းပင်ပန်းတယ်ဒါကြောင့်နင်းနေရလဲအပိုပဲကျုပ်တို့ရဲ့တက်တန်းကိုလူတွေကိုပေးပါတယ်နွားတွေကသူတို့ရဲ့တက်တန်းကိုဘယ်သူပေးတယ်လူတွေကိုပေးတယ်ဆိုတော့နတ်မင်းကြီးကကိုင်းမင်းတို့ကကြီးကြီးပြူပြူပေးတယ်ဆိုရင်ကိုင်းမင်းတို့ယူစေဆိုတော့လူတွေရဲ့တက်တန်းက60ဖြစ်လာတယ်တဲ့အဲ့တော့လူတွေကအဲ့ဒါလည်းအားမရဘူး60လောက်နဲ့လည်းမကျင်တတ်နိုင်သေးပါဘူးအလုပ်တွေကမပြီးပါဘူးတကယ်လည်းမပြီးဘူးနော်ဟင်တခါကြီးမိုင်းများအလုပ်မပြီးပါဘူးဒါကြောင့်တက်တန်းလေးနဲ့တိုးပေးပါအောင်ဆိုတော့ဘေးနားမှာအိတ်နေတဲ့ခွေးတွေကခေါင်းထောင်ပြီးတော့ကျုပ်တို့မဲ့အမြဲတမ်းဟောင်းနေရတယ်အမြဲတမ်းလူတွေရဲ့နှိမ့်ဆက်တာခံနေရတယ်ဒါကြောင့်ကျုပ်တို့ရဲ့တက်တန်းကိုလူတွေကိုပေးပါတယ်နတ်မင်းကြီးကလည်းသူတို့ကြည်ပြူတယ်ဆိုရင်ယူစေဆိုတော့လူတွေရဲ့တက်တန်းက80လောက်ဖြစ်လာတယ်တဲ့ဟုတ်လားအဲ့ဒီ80လေလူတွေကအားမရနိုင်တော့ဒီလောက်နဲ့လည်းပဲမပြီးပါဘူးအလုပ်တွေကပေးပါအောင်တိုးပြီးတော့အဲ့ဒီတော့အနားနားမှာမြောက်တွေလည်းရှိတယ်တဲ့မြောက်တွေကကိုင်းနတ်မင်းကြီးကျုပ်တို့လည်းတပင်နဲ့တပင်ခုံးနေရတာနဲ့မောလာပါတယ်ကျုပ်တို့တက်တန်းကိုလူတွေကိုပေးလိုက်ပါဆိုတော့လူတွေရဲ့တက်တန်းက100ဖြစ်သွားတယ်တဲ့တက်တန်းဘယ်လောက်ဖြစ်သွားလဲ100ဖြစ်သွားပြီပုံမြင်ပြောတဲ့လူကနေကုန်းချုပ်တော့မယ်အဲ့ဒီတော့လူတွေရဲ့မူရင်းတက်တန်းက30ပဲရှိအသက်30ကျော်လာတဲ့တပင်နဲ့လူသက်ကုန်ပြီးတော့နွားသက်ရောက်လာတယ်တဲ့ဟာတော်တော်ကြောက်စရာကောင်းသွားပြီလူသက်ကုန်ပြီးတော့ဗာသက်ရောက်လာတယ်နွားသက်ရောက်လာတာဘယ်ထိရောက်လာတော့260ဒါကြောင့်မို့လို့လူတွေဟာအမြဲတမ်းယုံကံလှုပ်ရှားပြီးတော့အတင်းရှာနေတာတဲ့ကိုက်ညီအောင်ပြောတာနော်ပုံမြင်ပြောတဲ့လူအုံနောက်ရှိတယ်နော်အနှစ်30ကနေနှစ်60ထိနွားသက်နဲ့အသက်ရှင်ထားတဲ့ဒကာကြီးတွေဒကာမကြီးတွေနွားလို့ပြောတာမဟုတ်ပါဘူးဟုတ်လားအထင်လည်းမလွဲပါနဲ့ပုံမြင်ပြောပြတာပါဦးစင်ကဟုတ်လားဟိုနည်းနည်းတော့တူတယ်တော့ထင်ရတယ်သိလားဟုတ်လားပုံမြင်တွေကပြောတာလေးနဲ့လေအဲ့တော့အသက်60ကျော်ပြီးအနှစ်60ကျော်ပြီးဆိုတော့ဟိုဘက်ဘာသက်နဲ့အသက်ရှင်မယ်ခွေးသက်နဲ့ရှင်မယ်ခွေးဆိုတာဘာလုပ်တယ်အင်ကိုစောင့်တာပေါ့အင်ကိုစောင့်တာပေါ့ဟုတ်လားအသက်လေးနည်းနည်းကြီးလာပြီဆိုတော့မကြီးကလည်းပြန်မလာဘူးဟဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုတကားတွေကောင်းကောင်းပြေးရလားဦးသိန်းနဲ့သိတဲ့ဒကမာကြီးတယောက်အသက်80ရှိပြီညာတိုင်းအဲ့ဒါတကားပေါက်တွေအမြဲတမ်းသွားကြည့်တယ်ဒါတကယ်နော်ဟုတ်လားဘာသက်နဲ့အသက်ရှင်တယ်ခွေးသက်နဲ့အသက်ရှင်တယ်အသက်80ကျော်ပြီဆိုတော့ဘာသက်ရောက်လာပြီတော့ညောင်းသက်ရောက်ဘယ်မှသိမသက်တာလားသိလားရောက်တွေကစိတ်ကမငြိမ်တော့ဘူးလေဟုတ်လားအသက်ကြီးလာပြီဆိုတော့စိတ်တွေကတောင်တွေးမြောက်တွေးမေ့လာပြီတချို့တငယ်ပြန်လာပြီပုံမြင်ပြောတဲ့လူကတော့မညာမတာပြောတယ်ဗျာအသက်80ကျော်လာရင်ဘာလေးနဲ့တူလဲတဲ့အဲ့လိုလေးတောင်မေးထားသေးတယ်အဲ့ဒါတော့ဦးစင်ကမပြောတော့ပါဘူးမပြောဘူးဆိုပြီးထွက်သွားပြီပါဇက်ကဟုတ်လားအေးထားတော့အဲ့ဒီတော့ဘဝမှာများသောအားဖြင့်လူတွေဟာအဲ့လိုမျိုးပညာရှာတဲ့အချိန်ရှာတယ်ပစ္စည်းရှာတဲ့အချိန်ရှာတယ်စောင့်တဲ့အချိန်စောင့်တယ်အဲ့လိုမျိုးအမျိုးမျိုးလှုပ်ရင်းနဲ့ကိုယ့်ရဲ့သေရေးကိုပြည်လဲအောင်ဖြည့်ရှင်းပေးမယ်ကုသိုလ်ကောင်းမှုကိုကြတော့မေးလျောနေတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်နေရေးကိုအနှစ်သာရရှိရှိကြိုးစားနိုင်မှသေရေးဟာအရှင်ပြေမှာဟုတ်ရဲ့လားအေးဒါကြောင့်သေဂာနိအခါကာလမှာဘာရှိမှချမ်းသာမယ်ကုသိုလ်ကောင်းမှုရှိမှချမ်းသာမယ်တဲ့ဘယ်နှပါးရှိသွားပြီတော့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်ရတာနဲ့ကျင့်တတ်နိုင်မှချမ်းသာမယ်ကွယ်လွန်ကဒီခါကာလမှာကုသိုလ်ကောင်းမှုရှိမှချမ်းသာမယ်
ကိုင်စတုထချမ်းသာသွားရအောင်သာဘာနာဒုက္ခသာဒုက္ခပဟာနံသာဘာနာဒုက္ခသာလုံးစုံသောဝေဆင်းရဲတို့ကိုပဟာနံပယ်ရှားလိုက်ရခြင်းသည်ဒုက္ခချမ်းသာ၏တန်တရားဝေဆင်းရဲကိုရပ်အောင်ဒုက္ခဆက်ကြီးရပ်သွားအောင်ကြိုးစားလိုက်နိုင်ရခြင်းသည်ဘဝမှာ၄ခုမြောက်ချမ်းသာတနည်းအားဖြင့်အစစ်မှန်ဆုံးသောချမ်းသာဟုတ်ရဲ့လားအဲ့တော့ဘုရားယဟန္တာအရိယာသူတော်ကောင်းကြီးတွေကတော့ဘဝမှန်တယ်များဘယ်ဘဝပဲဖြစ်ဖြစ်ဒုက္ခသစ္စာဒီလိုပြောတာအခုဗျတရက်နေရရင်တရက်ဆင်းရဲတယ်တလနေရရင်တလဆင်းရဲတယ်တဘဝနေရရင်တဘဝဆင်းရဲတယ်မစင်ကျင်ခြင်းသည်အနှင်းငယ်မျှပင်ဖြစ်စေကမူမကောင်းသောယဉ်နှံ့ရှိတဲ့ကဲ့သို့လက်ဖြစ်တွဲလောက်မျှသောဘဝကိုမျှလဲငါဘုရားချီးမွမ်းတော်မမူတဲ့အင်္ဂုတ္တပါဠိတော်မှာဟောထားတယ်ဟုတ်လားခဏကလေးဖြစ်တယ်ခဏကလေးဆင်းရဲတာပဲဖြစ်တိုင်းဖြစ်တိုင်းသည်ဆင်းရဲကြီးပဲဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘဝဟာဆင်းရဲပဲဆင်းရဲဖြစ်ပြီးတော့ဆင်းရဲချုပ်နေတာတခြားဘာဖြစ်ပြီးတော့မှဘာချုပ်နေတာမဟုတ်ဆင်းရဲတွေပဲဖြစ်နေတယ်ဆင်းရဲတွေပဲချုပ်သွားတယ်ဟုတ်လားဒါအရိယသစ္စာအမှန်တရားဟုတ်လားဒါကြောင့်ဒီဘဝတန်တရားဝဆင်းရဲကိုချုပ်သွားအောင်လှုပ်လိုက်နိုင်ခြင်းဒီတာနဲ့တကယ်ချမ်းသာအစစ်ပဲဒါအရိယာတို့ရဲ့အမြင်နဲ့ပြောတာနော်ဥဒုဇင်တွေအနေနဲ့ဘဝဟာဆင်းရဲလို့ဘယ်လိုလုပ်မြင်နိုင်မှာလဲဘဝကိုကောင်းတယ်လို့ထင်တယ်ဘဝကိုမြင့်မြတ်တယ်လို့ထင်တယ်ဘဝကိုအကြီးကြီးလို့ထင်တယ်ဘဝကိုတန်ဖိုးရှိတယ်လို့ထင်တယ်ဒါကြောင့်အင်မတန်တွေ့တာတဲ့မျက်နှိုးတယ်မက်မိုးတယ်ဘဝဆွန့်သွားရမယ်ဆိုရင်အင်မတန်ကြောက်တယ်ဟင်တခါကြီးဒီမိုင်းများဘဝတဏှာနဲ့အမြဲတမ်းစိတ်ကပ်ပြီးတော့မခွာနိုင်ဘူးမခွဲနိုင်ဘူးဘဝကိုအကောင်းလို့ထင်နေတာကိုဟုတ်ရဲ့လားအဲ့တော့ဒီဒေသနာတော်ကိုနားလည်ဖို့ဆိုတာကဘဝဟာဒုက္ခသစ္စာလို့တကယ်သိပြီဆိုရင်ဩဘဝဆက်ကိုအပြီးတက်လိုက်ရခြင်းသည်တနည်းအားဖြင့်ဘဝရဲ့အပေါ်မှာအကောင်းထင်ပြီးတော့လွယ်လွယ်မှားမှားမက်မောနေတဲ့တဏှာလောဘကိုအဆုံးတက်လိုက်ရခြင်းသည်တကယ်ချမ်းသာစစ်ပဲဆိုတာကိုအရိယာဖြစ်မှသဘောပေါက်မယ်နော်ပုထုဇဉ်တွေအနေနဲ့ဆိုလို့ရှိရင်တော့အနုမာနမှန်းဆသိလောက်ပဲရှိမယ်ဟုတ်ရဲ့လားအရိယာတို့ရဲ့အမြင်ဒုက္ခကိုမြင်ပုံနဲ့ပုထုဇဉ်တို့ရဲ့အမြင်ဒုက္ခကိုမြင်ပုံဟာမြင်ပုံချင်းတူနိုင်မှာမလားမတူနိုင်ဘူးဦးဇင်းတို့ဥပမာပြောမယ်နော်လက်ဖွားပေါ်မှာစပင်မွေးလေးတစ်ပင်တင်းနေတယ်ခံရခက်သလားခံရမခက်ပါဘူးစပင်မွေးတစ်ပင်မကလို့တထွေးကြီးတင်နေလဲခံရမခက်အဲ့ဒီစပင်မွေးလေးဒီပင်နဲ့မျက်လုံးနဲ့ဝင်ပြီးဆိုရင်တော့ခံရခက်ပြီလားခက်ပြီဒီစပင်မွေးဒီစပင်မွေးပဲနော်ဒကာကြီးဦးလင်းစောဟင်ဟုတ်လားလက်ဖွားပေါ်တင်းနေတော့ခံရမခက်ဘူးမျက်လုံးနဲ့ဝင်တော့ခံရခက်တယ်ပုထုဇဉ်တွေအနေနဲ့ဒုက္ခကိုမြင်ပုံဟာလက်ဖွားပေါ်မှာစပယ်မွေးတင်လို့အခါရမခက်တယ်လို့မျိုးနေရတာဆင်းရဲတယ်လို့လည်းသိမသိပါဘူးဟုတ်လားအရိယာတို့ရဲ့အမြင်ကြတော့မျက်လုံးထဲမှာစပယ်မွေးဝင်တယ်လို့မျိုးတရက်နေရရင်တရက်ဒုက္ခလို့ရှင်းရှင်းလင်းလင်းသူတို့သိတယ်ဟုတ်လားဒါကြောင့်ရှေးတုန်းကယဟန္တာသူတော်ကောင်းကြီးတွေဆိုကြပါစို့ရှင်သာရိပုတ္တရာတို့ရှင်မမောဂလန်တို့ပြိဋိဘံဆံတော့မယ်ဆိုတော့မြတ်စွာဘုရားကိုသွားပြီးတော့မလျှောက်ဘူးလားလျှောက်တယ်ဘုရားပြီးတော့ပြိဋိဘံဆံမာတော့မယ်ဘုရားဆိုတော့မြတ်စွာဘုရားကပြိဋိဘံစံလို့လည်းမပြောဘူးပြိဋိဘံစံလို့ပြောရင်သေခြင်းကိုချီးမွမ်းရရောက်ပြိဋိဘံမစံနဲ့လို့လည်းမပြောဘူးမစံနဲ့လို့ပြောရင်လည်းဝိဆင်းခြင်းမှာနေရတာကိုချီးမွမ်းရရောက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကဘယ်လိုအမိန့်ရှိတော့သင်ပြိဋိဘံစံဖို့ရအခါကိုသင်ကိုယ်တိုင်သိတယ်တဲ့ဒါပြောတာဟုတ်ရဲ့လားဒါကြောင့်ယဟန္တာအရှင်မြတ်ကြီးတွေကပြိဋိဘံစံမဲ့နေ့ကိုလာကသားတွေဟာလာကဒုတ်ရက်ကိုမျှော်တယ်လို့မျိုးမျှော်တယ်လို့ဆိုတယ်ဟုတ်လားလာကထုတ်တာလာကကတော့ तू ကလာကုံမှရမှာလေလာမကုံသေးဘူးဆိုရင် तू ရကျင်လည်းပဲမရဘူးဟုတ်တယ်မို့လားဒါဦးဇင်းတို့ကျမ်းဂန်တွေထဲမှာအဲ့ဒါလိုပေးတယ်ဒါကြောင့်ဘဝကိုဒုက္ခလို့မြင်ဖို့ဆိုတာကတော့ဝိပဿနာတရားကိုနာနာကြီးကြိုးစားလို့အမြင်နေရှင်းပြီဘဝဆိုတာတကယ်စင်စစ်တော့မာယာပဲဘာမှအကောင်းမရှိဘူးလို့ကိုယ်တိုင်တကယ်သိတယ်ဆိုလို့ရှိရင်ဒီဒေသနာတော်ကိုသဘောကျမယ်တကယ်မသိသေးဘူးဆိုရင်တော့ဘဝတန်တရားကိုအဆုံးသတ်လိုက်ရတာဟာချမ်းသာတယ်လို့ပြောတာကိုဘုရားဟောလို့သာလက်ခံရမယ်ကိုယ်တိုင်စိတ်ထဲကနှစ်ကာရှိမှာမဟုတ်ဟုတ်လားဒါကြောင့်ဒီချမ်းသာကြတော့ဦးဇင်းတို့ကလည်းပဲမတွေ့ဘူးသေးတော့ပဲနေရှင်းမပြနိုင်ဘူးပေါ့ဗျာဟုတ်လားဘဝတန်တရားကိုအဆုံးသတ်လိုက်ရခြင်းဒီချမ်းသာတယ်တဲ့ဘယ်နှပါးရှိသွားပြီတော့၄ပါးရှိသွားပြီပိဋကရဲ့ဒီနှုံတိုင်သွားရင်တော့တရားက2နာရီခွဲလိုက်မယ်နဲ့တူတယ်ဟုတ်လားချမ်းသာဒုက္ခကဘယ်နှမျိုးပြောမှာတော့12မျိုးပြောမှာအခုမှ4ပါးပြီးသေးတယ်နော်ဒါပေမဲ့ဦးဇင်းကဂရိတီပါတယ်တဏှာရေခွဲဟိုဘက်မကြောပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ဒုတိယချမ်းသာ၄ပါးသွားကြစို့
ဒီချမ်းသာလေးပါမမေ့နဲ့တော့ပြီးရင်ဒီတရားပွဲမပြီးခင်ကိုစာမေးပွဲကစစ်မှာဗျာဟုတ်လားအေးဒုတိယချမ်းသာဒုက္ခ၄မျိုးသွားကြစို့နော်ဒုက္ခမိတယတာလောကေယထောပိတယတာဒုက္ခဒုက္ခသမေညတာလောကေယထောပြမေညတာဒုက္ခလောကေလောကကြီးမှာမိတယတာမိခင်ကိုပြုစုလုပ်ကြရခြင်းသည်ဒုက္ခချမ်းသာ၏အထောထိုမှတပါပိတယတာဖခင်ကိုပြုစုလုပ်ကြရခြင်းသည်ဒုက္ခချမ်းသာ၏လောကေလောကကြီးမှာတာမင်ညတာကျင်စေယဟန်သူတော်ကောင်းတို့ကိုပြုစုလုပ်ကြရခြင်းသည်ဒုက္ခချမ်းသာ၏အထောထိုမှတပါပြမေညတာဘုရားပြည့်စေကဗုဒ္ဓယဟန္တာရှင်သူမြတ်တို့ကိုပြုစုလုပ်ကြရခြင်းသည်ဒုက္ခချမ်းသာ၏အဖေကိုပြုစုလုပ်ကြရခြင်းအမေကိုပြုစုလုပ်ကြရခြင်းသည်ချမ်းသာတယ်ကျင့်စေသူတော်ကောင်းကိုပြုစုလုပ်ကြရခြင်းကျင့်ပြီးသူတော်ကောင်းတို့ကိုပြုစုလုပ်ကြရခြင်းသည်ချမ်းသာတယ်ချမ်းသာဘယ်နှမျိုးလဲ၄မျိုးအမေကိုအဖေကိုနော်ဒါအမေအဖေတွဲပေါ့နော်နောက်တာမင်ညတာဗျံမင်ညတာတာမင်ညတာဆိုတာကသူတော်ကောင်းဖြစ်ခြင်းနဲ့စိတ်နဲ့သူတော်ကောင်းဖြစ်ဖို့ကြိုးစားနေကြတဲ့သူတော်ကောင်းတွေဒါဥစဉ်တို့တိတိကျကျပြောရရင်အဲ့ဒီတိုင်းပဲနော်ကျင့်စဉ်ယတိယဟန်သူတော်စင်တွေပေါ့ဟုတ်လားဗျံမညဆိုတာကဖရာပြည့်စေကဗုဒ္ဓယဟန္တာကျင့်ကြံကြိုးကိုအားထုတ်လို့တကယ်အသဘောကုန်ခန်းလို့ယဟန္တာဖြစ်သွားကြတယ်အထွတ်ထိပ်ရောက်သွားကြတဲ့သူတော်ကောင်းကြီးတွေနော်အဲ့ဒီတော့ဥစဉ်တို့အကျမ်းမြင်ကျင့်စေကျင့်ပြီးသူတော်ကောင်းလို့သူတော်ကောင်းဘယ်နှမျိုးလဲ2မျိုးအမေရဲ့အဖေရဲ့ကျင့်စေကျင့်ပြီးအဲ့ဒီ၄မျိုးကိုပြုစုလုပ်ကြွေးရခြင်းသည်လောကမှာချမ်းသာတယ်တဲ့အဲ့ဒါလေးကိုဥစဉ်တို့အနည်းငယ်ပြောမယ်အမေကိုအဖေကိုပြုစုလုပ်ကြွေးရတာဘာကြောင့်ချမ်းသာလဲဆိုတော့ဩငါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရပေတယ်လို့ကျင့်နဲ့ငါအပေါ်မှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့တဲ့ဘယ်သူနဲ့မှမတူတဲ့ကျေးဇူးတရားတွေနဲ့ကျေးဇူးပြုခဲ့တဲ့ဒီမိခင်အိုဖခင်အိုတို့ကိုငါတတ်ဆွမ်းသမျှမေတ္တာလေးနဲ့ပြုစုကျွေးမွေးရတာအရာတော်တယ်လို့စိတ်ထဲမှာကျင့်နဲ့အမေဖေကလည်းငါသားလေးငါသမီးလေးလိမ္မာပေတယ်ကျေးဇူးသိရှာပေတယ်ဆိုပြီးတော့မေတ္တာတွေဖြစ်တယ်အဲ့ဒါလို့အမေမေတ္တာအဖေမေတ္တာကိုကိုရကိုမေတ္တာကိုအမေဖေရမေတ္တာတွေကုလူပြီးတော့အင်မတန်အေးချမ်းနဲ့ချမ်းသာအင်မတန်ကြီးကျယ်တဲ့ကုသိုလ်ဖြစ်တယ်ဟုတ်လားဒါကြောင့်အမေဖေကိုပြုစုလုပ်ကြွေးရခြင်းသည်ချမ်းသာတယ်ဒါကြောင့်ဦးဇင်းတို့လူငယ်တွေအမေဖေရှိကြသေးတဲ့ပုဂ္ဂိုလ်တွေအမေဖေရဲ့အပေါ်မှာစိတ်ကလေးတောင်မကွက်စေခြင်းဘူးဦးဇင်းတို့ကဟုတ်လားအမေဖေလည်းပုထုဇဉ်ပဲမဟုတ်တာတွေရှိမှာပဲမကောင်းတာတွေရှိမှာပဲကိုယ်ပေါ်ဆိုးတာတွေရှိမှာပဲသို့တော့အဲ့ဒါတွေကမပြောပါတော့ပါဘူးသူတို့ကကိုယ့်အပေါ်မှာကောင်းတာတွေသူတို့ကကိုယ့်အပေါ်မှာထားတဲ့မေတ္တာတွေနဲ့စာရင်ကိုယ်စိတ်တိုင်းမကြတာသူတို့မကောင်းတာတွေကနည်းနည်းလေးပါဟုတ်ရဲ့လားကိုယ်စိတ်တိုင်းမကြတာလေးနည်းနည်းအတွက်နဲ့အင်မတန်ကျေးဇူးကြီးတဲ့အင်မတန်မေတ္တာကြီးတဲ့မိခင်ဖခင်တို့အပေါ်မှာစိတ်ကလေးနဲ့ပြစ်မှားမယ်ဆိုလို့ရှိရင်အဲ့ဒါအင်မတန်ကြီးတဲ့အပြစ်ဖြစ်မယ်ဟုတ်လားသူတို့ရဲ့မကောင်းတာလေးနည်းနည်းကိုသူတို့ရဲ့မကောင်းတာလေးနည်းနည်းနဲ့သူတို့ရဲ့ကောင်းတာတွေအကုန်လုံးကိုဖုံးပစ်ခြင်းလို့ရမလားမရပါဘူးဗျမရပါဘူးဟုတ်လားဒါကြောင့်တည်င်ကကိုယ်စိတ်တိုင်းမကြမှုကလေးကိုယ်အလိုဆန္ဒလေးနည်းနည်းလေးမပြည့်တာနဲ့အမေဖေရဲ့အပေါ်မှာစိတ်မကွက်လိုက်ပါနဲ့ကိုယ့်ပေါ်မှာကောင်းခဲ့တာတွေအနန္တရှိခဲ့တဲ့မေတ္တာတွေအနန္တအကြီးကြီးမရှိဘူးလားရှိတယ်ဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့တာဟုတ်ရဲ့လားအဲ့ဒါတွေကိုပြန်စဉ်းစားပြီးတော့အကယ်၍အမေရဲ့အဖေရဲ့အပေါ်မှာစိတ်တိုင်းမကြတာရှိခဲ့ရင်သူတို့လည်းပုထုဇဉ်ပဲလောဘဒေါသတွေပယ်သေးတာမှမဟုတ်ဘဲမှားတာတွေရှိမှာပေါ့အဲ့ဒါတွေကိုနားလည်ခွင့်လွတ်ပြီးတော့ကောင်းခဲ့တာတွေကြီးခဲ့တဲ့မေတ္တာတွေများခဲ့တဲ့ကျေးဇူးတွေကိုစဉ်းစားပြီးတော့အမေဖေရဲ့အပေါ်မှာပြုစုလှုပ်ကြွေးတဲ့စိတ်ပြုစုလှုပ်ကြွေးတဲ့အမူအရာတွေရှိဖို့မလိုဘူးလားအကယ်၍ပစ္စည်းဥစ္စာမတတ်နိုင်ဘူးဆိုရင်လည်းပဲလူတိုင်းတတ်နိုင်တာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ချိုတာတဲ့ဝစီကံအေးချမ်းတဲ့မနောကံမေတ္တာလောက်တော့လူတိုင်းပေးနိုင်ပါလေဗျတချို့အဲ့ဒါတောင်ပြန်မပေးဘူးနော်အမေဖေကိုအဲ့ဒါလေးတောင်ပြန်မပေးဘူးနော်ကျွေးရမယ်မွေးရမယ်ဆိုတာဝေးရော့ဟုတ်လားချိုသားတဲ့စကားလေးလောက်တောင်ပြန်မပေးနိုင်ဘူးအမေအဖေကိုချိုသားတဲ့မေတ္တာလေးလောက်တောင်ပြန်ပြီးတော့မပေးနိုင်ဘူးဟုတ်ရဲ့လားဦးဇင်းတို့အမေအဖေဆိုတာသားသမီးတွေရဲ့အပေါ်မှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်တာဗျဟုတ်လားဒါလေးကိုစဉ်းစားမိတယ်ဆိုရင်သားသမီးတွေရဲ့စိတ်ထဲမှာကြည်နူးမှုကြည်လင်မှုဖြစ်ပါလိမ့်မယ်ဦးဇင်းတို့သူဝနာတာမဇတ်လူတိုင်းကြားဘူးတယ်နော်
အဲ့ဒီသုဝဏတမဇမှာပိဋိယခမင်းကမြားနဲ့ပြစ်လို့သုဝဏတမမိန်မောနေတော့အမေဖြစ်တဲ့ပုဂ္ဂိုလ်ကပထမဦးစွာသစ္စာမဆိုဘူးလားသစ္စာဆိုတာခုနှစ်ဂါထာရှိတယ်အကုန်လုံးမပြောတော့ဘူးတစ်ခုပဲပြောမယ်ဗျအဲ့ဒီသစ္စာတော်တော်ကြက်တီးထားတယ်ကောင်းတယ်နော်ဘာပြောလို့ဆိုတော့ငါသည်ငါသားသုဝဏတမကိုငါအသက်ထက်ပိုးပြီးတော့ချစ်ပါ၏ဤမှန်တဲ့သစ္စာတကားကြောင့်ငါသားလေးအသက်ရှင်ပါစေပိဋကရေအပူတွေပြောနေရမယ့်အချိန်မဟုတ်ဘူးနော်သေရေးရှင်ရေးသစ္စာဆိုးနေတာသူသားသုဝဏတမကိုသူ့အသက်ထက်ပိုးပြီးတော့ချစ်ပါတယ်တဲ့အမေတယောက်ရဲ့သစ္စာတကားအဲ့ဒီသစ္စာကတကယ်မှန်တော့သုဝဏတမဘယ်ကနေညာကနေပဲပြောင်းပြီးတော့အိတ်တယ်အဲ့ဒီမှာဖေကြီးကလည်းအတက်ပြီးတော့ငါလည်းသစ္စာဆိုမယ်ငါသည်ငါသားသုဝဏတမကိုငါအသက်ထက်ပိုးပြီးတော့ချစ်ပါ၏ဤမှန်တဲ့သစ္စာကကြောင့်ငါသားလေးအသက်ရှင်ပါစေသူသစ္စာကလည်းမှန်တော့စွန့်နေဗျာအစိတ်တွေဟာရင်ဝထိလျှော့ကြဟုတ်လားအဖေမေတ္တာဟာလည်းအမေမေတ္တာနောက်မိတယ်ဆိုတဲ့သက်သေလေးနော်ဟိုကအမေမေတ္တာအမေမေတ္တာအမေမေတ္တာအဖေတွေကမျက်နှာပဲနားသွားထားရမှမသိဘူးဟုတ်လားဒါပေမဲ့အမေမေတ္တာကအဖေမေတ္တာတဲ့ပါပါလေးတော့တာလိမ့်မယ်နဲ့တူတယ်ဗျဘယ်မှာဦးဇင်းတို့တွေ့ရတော့ဆိုတော့ဟိုသောရိယတထေသာကြားဖို့တယ်ဟုတ်လားယောက်ျားကနေမိန်းမဖြစ်တယ်မိန်းမကနေယောက်ျားပြန်ဖြစ်တယ်ယောက်ျားဘဝနဲ့သား2ယောက်မိန်းမဘဝနဲ့သား2ယောက်ဘယ်သားပိုးချစ်လဲလို့မေးတော့ဘလို့ဖြေတော့မိန်းမဘဝကရခဲ့တဲ့သား2ယောက်ကိုပိုးချစ်တယ်အဲ့ဒါအခိုင်လုံဆုံးသက်သေဒါကမိခင်တွေကိုအားပေးတာမေတ္တာပြန်ရင်ခင်ဗျားတို့ကနိုင်နေဟုတ်လားထားတော့နော်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာလဲမိဘဆိုတာသားသမီးတွေကိုသူတို့အသက်ထက်ပိုးပြီးတော့ချစ်မြတ်နိုးတဲ့မေတ္တာရှိတတိယမြောက်သစ္စာဆိုတာကဘယ်လိုလဲသုဝဏတမရှင်တန်ကြီးအတွက်တတိယမြောက်သစ္စာဆိုတာဘယ်လိုလဲတိပိသားထင်လို့ဦးဇင်းကမပြောဘူးလို့အောက်မေ့နေတာဘဟုတုံတရိနတ်သမီးဟုတ်လားဘဟုတုံတရိနတ်သမီးကလွန်ခဲ့တဲ့9ဘဝမြောက်ကအမေတော်ခဲ့တာကိုသူကပိုးတောင်ကြက်တီးထားတယ်ကောင်းသေးတယ်သူလာသစ္စာဆိုတယ်ဗျချစ်လွန်းလို့သုဝဏတမကိုငါသားသုဝဏတမကငါသားသုဝဏတမကိုချစ်တဲ့မေတ္တာမျိုးနဲ့ငါဘယ်သူ့ကိုမှမချစ်ဘူးပါဘူးတဲ့အိမ်မတဲ့သစ္စာတကားကြောင့်ငါသားလေးအသက်ရှင်ပါစေအဲ့တော့ဦးဇင်းတို့ကစဉ်းစားကြည့်တယ်အမေတယောက်ရဲ့မေတ္တာဟာ9ဘဝပြောင်းသွားတာတောင်မကုန်သေးပါလားနော်သာသမီများမိခင်ဖခင်ကိုပြုစုလှုပ်ကြွေးဖို့ချိုးသားတဲ့စကားပြောဖို့အေးချမ်းတဲ့မေတ္တာလေးတွေပြန်ပေးဖို့မျှော်လင့်ပြီးတော့ဒီအကြောင်းလေးတွေပြောနေတာနော်အဲ့ဒီတော့သုဝဏတမကလည်းဘယ်လိုသားမျိုးလဲအမေအဖေကိုလေမွေကနေပြီးတော့နှာနဲ့မှုတ်လို့မျက်စိကွယ်သွားတော့သုဝဏတမကအမေကြီးအဖေကြီးလို့လိုက်ရှာတော့ဟိုကຫນွေကြိုးလေးခုတ်ပြီးတော့ပြစ်ပေးလိုက်တယ်သုဝဏတမကဘေးတွေရှိတယ်ငါသားဒီနားမလာနဲ့ဆိုတော့မကတ်ရဲတော့ຫນွေကြိုးခုတ်ပြီးတော့မပေးလိုက်ဘူးလားအဲ့ဒီမှာအနားရောက်တော့အမေဖေမျက်စိကွယ်နေတာမြင်တော့သုဝဏတမဘာလုပ်လဲငိုလဲငိုတယ်ရေလဲရေတယ်ဘာလို့ငိုတာလဲဘာလို့ရေတာလဲငိုတာကတော့ငငယ်ရွယ်မျက်စိကွယ်သွားတာဝမ်းသာစရာကိစ္စမဟုတ်ဘူးငိုတာကတော့ရှင်းတယ်ဝမ်းနေလို့ငိုတာပေါ့ရေတာကဘာလို့ရေလဲဆိုတော့ငါသည်အမေအဖေကိုအစကအရာရာကျင်ကြီးကျင်ငယ်ကအစပြုစုလှုပ်ကြွေးခွင့်ဒီဟူသောအခွင့်ရေးတူးကြီးကိုရရတော့မယ်ကုသိုလ်ကောင်းမှုတွေအများကြီးရတော့မယ်လို့ရှင်းနှလုံးလို့ရေတာတယ်အတူယူစရာမကောင်းဘူးလားအဲ့ဒါလိုသားသမီးမျိုးဖြစ်စေဖို့လိုတယ်နော်ထားတော့အမေဖေအကြောင်းပြောရင်လည်းပြောလို့မကုန်နိုင်ဘူးပြီးကြစို့ဗျာအဲ့ဒီ2ခုဟုတ်လားနောက်ပါလဲ9ခုမြောက်နဲ့10ခုမြောက်ချမ်းသာကကျင်စေကျင်ပြီးသူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းသည်ချမ်းသာတယ်။ဘာကြောင့်သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရတာကချမ်းသာတယ်လဲ။ပိဋကရေခုဆိုကြပါစို့ဘာသာတရားနော်ဗုဒ္ဓဘာသာတွေအမျိုးမျိုးရှိတယ်နော်။ဘာသာတရားတွေကိုလူတွေကိုးကွယ်ကြတယ်။အဲ့ဒီဘာသာတရားတွေကိုကိုးကွယ်တော့အဲ့ဒီသူတော်ကောင်းတွေကစားစရာလည်းပေးတာမဟုတ်ဝတ်စရာလည်းပေးတာမဟုတ်နေစရာလည်းပေးတာမဟုတ်ဘာပြုလို့ကိုးကွယ်နေကြရတယ်လဲအာကိုနေကြရတယ်လဲရှိကပ်နေကြရတယ်လဲမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်လောကကြီးမှာသူတော်ကောင်းဆိုတာကမရှိမဖြစ်လိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဗျဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူတော်ကောင်းဆိုတာမရှိလို့ရှိရင်လောကကြီးဟာဘယ်တော့မှမအေးချမ်းဘူးအမြဲတမ်းပူလောင်နေမှာအမြဲတမ်းရှုပ်ပွက်နေမှာအဲ့ဒီသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေရှိလို့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေကအသိဉာဏ်တွေဖြန့်ဖြူးနေလို့လောကကြီးကထိုက်တဲ့လောက်ငြိမ်းချမ်းနေတာအေးချမ်းနေတာဟုတ်လားအဲ့တော့သူတော်ကောင်းတွေဟာလောကကြီးကိုဘာလုပ်နေလဲလို့မေးရင်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေကို
ဖြစ်စေနေတာလူတွေရဲ့စိတ်ထဲမှာပူလာပြီထောက်တရားမရဖြစ်လာပြီဆိုရင်သူတော်ကောင်းတွေစီကိုအကူကြီးတောင်းရတယ်သူတော်ကောင်းတွေပေးတဲ့အကြံဉာဏ်သူတော်ကောင်းတွေပေးတဲ့အသိဉာဏ်နဲ့ကိုယ့်ဘဝလေးကိုတည်ငြိမ်အောင်ရပ်တည်ရတယ်ဒါအင်မတန်လိုအပ်တယ်ဒါကြောင့်သူတော်ကောင်းဆိုတာတွေကိုကိုယ်ွယ်ရတယ်စိတ်ကပ်ရတယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတွေကိုပြုစုလုပ်ကြရခြင်းဒီချမ်းသာတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတွေကလောကကြီးကိုဘာလုပ်တယ်လဲဘာအကျိုးကျေးဇူးပြုတယ်လဲဒီအချက်ကလေးကိုပြောခြင်းအချင်းချုပ်ကလေးနော်သူတော်ကောင်းတွေရှိတဲ့အတွက်ကြောင့်လောကလူသားတ attva တွေဒီနံပါတ်1ကုသိုလ်တိုးတယ်ဘာတိုးတယ်ကုသိုလ်တိုးတယ်သူတော်ကောင်းတွေရှိတဲ့အတွက်ကြောင့်သူတော်ကောင်းတွေကိုလှူရတယ်တန်းရတယ်သူတော်ကောင်းတွေကြောင့်ကုသိုလ်ကောင်းမှုအများကြီးဖြစ်ရတယ်ဟုတ်လားနံပါတ်2သူတော်ကောင်းတွေကြောင့်အသိဉာဏ်တိုးတယ်သူတို့ကငြိမ်းချမ်းစွာနေဖို့အတွက်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာကိုဦးစားပေးပြီးတော့လေ့လာနိုင်တဲ့ကျင့်သုံးနိုင်တဲ့အချိန်ပိုရတယ်တရားဓမ္မတို့ကြတော့စာဝတ်နေရေးရှိတယ်တာရေးသမီးရေးစီးပွားရေးတွေရှိတော့စိတ်ရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုအတွက်ရှားဖွေဖို့ပြုလုပ်ဖို့အတွက်အချိန်သိပ်ပြီးတော့မရဘူးဒါကြောင့်အေးချမ်းဖို့ငြိမ်းချမ်းဖို့အတွက်မှာသူတော်ကောင်းတွေဟာလောကီလူသားတွေအတွက်အတွေ့အကြုံတွေအများကြီးပို့ပြီးတော့မရှိဘူးလားရှိတယ်ဒါကြောင့်လူသားတွေကိုနံပါတ်1အသိဉာဏ်ပေးတယ်နံပါတ်1ကကုသိုလ်ပေးတယ်နံပါတ်2ကအသိဉာဏ်ပေးတယ်နံပါတ်3ငြိမ်းချမ်းမှုပေးတယ်နော်တာမန်လူသားတွေဟာအချင်းချင်းပေးရင်ပူလောင်ပေးကြတာဗျနော်သူတော်ကောင်းတွေကြတော့လောကကြီးကိုပူလောင်မှုဘယ်တော့မှမပေးဘူးဘာကိုပေးတာလဲငြိမ်းချမ်းမှုကိုပေးတာသူတို့ဘက်သူတို့ငြိမ်းငြိမ်းချမ်းချမ်းနေတာကိုကစမြင်ရတဲ့လူသားတွေရဲ့စိတ်ထဲမှာအေးချမ်းပြီးတော့အော်ငြိမ်းချမ်းလိုက်တာအားကြတဲ့စိတ်မဖြစ်ဘူးလားတို့ဘဝပူလိုက်တာသူတို့ဘဝငြိမ်းချမ်းလိုက်တာအဲ့ဒီအားကြတဲ့စိတ်ထဲမှာငြိမ်းချမ်းခြင်းစိတ်ကလေးပါတယ်အဲ့ဒီငြိမ်းချမ်းခြင်းစိတ်ကလေးဟာတစ်ချိန်ချိန်မှာငြိမ်းချမ်းအောင်လုပ်လိုက်မယ်သဘောပေါက်လားဒါကြောင့်မင်္ဂလာတရားတော်ထဲမှာသမဏနိသဒတနံကိလေသာငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ကိုမြင်ရတာဟာမင်္ဂလာရှိတယ်ဒါပြောတာဟုတ်ရဲ့လားအေးဒါကြောင့်သူတော်ကောင်းတွေရဲ့လောကကြီးရဲ့အပေါ်မှာအင်မတန်ကြီးမားတဲ့ကျေးဇူးတရားတွေရှိတဲ့အတွက်ကြောင့်ဘာကြောင့်ကျေးဇူးတရားတွေရှိတယ်လို့ပြောရလဲကုသိုလ်ပေးတယ်အသိဉာဏ်ပေးတယ်ငြိမ်းချမ်းမှုပေးတယ်အဲ့ဒါလိုမျိုးတန်ဖိုးကြီးအရာတွေအများကြီးပေးလို့ကျေးဇူးကြီးတဲ့အတွက်ကြောင့်သူတော်ကောင်းတွေကိုပြုစုလုပ်ကြရခြင်းဒီချမ်းသာတယ်တဲ့တိုးသွားပြီနဲ့တူတယ်ဗျတရားကဟင်အဲ့တော့အမေကိုအဖေကိုကျင့်စေကျင့်ပြီးသူတော်ကောင်းကိုပြုစုလုပ်ကြရခြင်းဒီချမ်းသာတယ်တဲ့အဲ့တော့ချမ်းသာ၄ပါးအလဲဂါထာပထမဂါထာနဲ့ပေါင်းလိုက်တော့ချမ်းသာဒုက္ခဘယ်နှပါးဖြစ်သွားမယ်၈ပါးဖြစ်သွားတယ်ဟုတ်ရဲ့လားအေး12ပါးဆိုတော့နောက်ထပ်ဘယ်နှပါးကျန်သေးတယ်၄ပါးကျန်သေးတယ်အချိန်နဲ့အန်ကိုက်ဖြစ်အောင်ကြည့်ပြောရတယ်နော်ပြောကောင်းနိုင်လဲတွန်းပြောရင်နောက်ဟာတွေပြောစရာအချိန်မရှိမှဆိုလို့ဟုတ်ရဲ့လားအေးနောက်ဆုံးချမ်းသာ၄ပါးဒုက္ခယဝဇရာတိလံဒုက္ခံတတ္တပဋိဋ္ဌိတာဒုက္ခောပညာယပတိလာဘောပါပါဏံအကရဏံဒုက္ခံသီလံကိုခြင်းတရားသည်ယဝဇရံဩတိတိုင်အောင်ဒုက္ခံချမ်းသာ၏တတ္တာယုံကြည်မှုဆိုတဲ့တရားတရားသည်ပဋိဋ္ဌိတာတည်တံ့ခိုင်မြဲနေသည်ရှိသောဒုက္ခံချမ်းသာ၏ပညာယပတိလာဘောအသိဉာဏ်ပညာကိုရခြင်းသည်ဒုက္ခချမ်းသာ၏ပါပါဏံမကောင်းမှုတို့ကိုအကရဏမပြုလို့ရခြင်းသည်ဒုက္ခချမ်းသာ၏ဒီချမ်းသာ၄ပါးမှတ်ဖို့နည်းနည်းခက်ပါတယ်ဒါကြောင့်တည်တည်ချာချာလေးစုစိုက်ပြီးတော့မှတ်ကြည့်မယ်နော်ဒုက္ခံယာဝစရာတိလံတိလဆိုတဲ့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်တဲ့ကိုကျင့်တရားသည်အိုသည့်တိုင်အောင်ချမ်းသာတယ်အိုသည့်တိုင်အောင်ဆိုတဲ့စကားလေးကိုမမေ့ခဲ့နဲ့နော်ဒါနံပါတ်1နော်ဒီ၄ပါးထဲမှာနံပါတ်1ကိုကျင့်တရားသည်အိုသည့်တိုင်အောင်ချမ်းသာတယ်ဒုက္ခတတ္တပဋိဋ္ဌိတာယုံကြည်မှုဆိုတဲ့တရားတရားသည်ခိုင်မြဲနေရင်ချမ်းသာတယ်ခိုင်မြဲနေရင်ဆိုတဲ့စကားကိုမမေ့ခင်နဲ့ဟုတ်လားပညာယပတိလာဘောမသိသေးတာကိုသိလိုက်ရတယ်ဆိုတဲ့အသိဉာဏ်ကိုရခြင်းသည်ချမ်းသာတယ်ဟုတ်လားပါပါဏအကရဏံဒုက္ခမကောင်းတာကိုမလုပ်လိုက်ရခြင်းမကောင်းတာကိုမပြောမိလိုက်ရခြင်းမကောင်းတာကိုမတွေးလိုက်ရခြင်းသည်ချမ်းသာတယ်ဘယ်နှပါလဲ၄ပါးအဲ့ဒါလေးကိုဦးဇင်းတို့လက်ကျန်အချိန်ကလေးမှာနည်းနည်းရှင်းကြည့်မယ်နော်
ကိုကျင့်တရားဆိုတဲ့သီလဟာအိုသည့်တိုင်အောင်ချမ်းသာတယ်တဲ့ကိုကျင့်တရားဦးဇင်းတို့အကျေမရှင်းပါဘူးနော်ကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကြောင့်တပါးသောတတ္တဝါတွေဒုက္ခမရောက်ပါစေနဲ့ဆိုတဲ့စေတနာမေတ္တာနဲ့ကိုယ့်အလုပ်ကိုယ့်အပြောကြောင့်လောကကြီးချင်းရင်မသွားအောင်စောင့်ထိန်နေတာအဲ့ဒါပါလေကိုကျင့်တရားမတတ်ဘူးမခိုးဘူးကာမမဖောက်ပြန်ဘူးလိမ့်လည်မပြောဘူးဟုတ်လားအဲ့လိုကာယဒုစရိုက်ဝစီဒုစရိုက်တွေငြိမ်းအောင်ကျင့်သုံးတာသည်ကိုကျင့်တရားဆိုတဲ့သီလအဲ့ဒီသီလသည်ချမ်းသာတယ်လို့ရိုးရိုးမပြောဘဲနဲ့ဘယ်လိုပြောထားလဲအိုသည်တိုင်အောင်ချမ်းသာတယ်လို့ပြောတယ်ဘာကြောင့်အိုသည်တိုင်အောင်လို့ဒီစကားလေးထည့်ရလေဆိုရင်ကျန်တဲ့တရားတွေကအိုသည်တိုင်အောင်မချမ်းသာလို့နေမှာပေါ့ဗျဟုတ်လားတည်တည်ချာချာစဉ်းစားကြည့်တော့လဲမှန်တာပဲလောကီတရားတွေဟာအိုသည်တိုင်အောင်မကောင်းပါဘူးနော်အသက်ကြီးလာပြီဆိုရင်မျက်လုံးတွေကတော့ကြည့်လို့ကောင်းသေးလားမကောင်းတော့ဘူးနားတွေကတော့နားထောင်လို့ကောင်းသေးလားမကောင်းတော့ဘူးစိတ်တွေကတော့တွေးလို့ကောင်းသေးလားခြေထောက်တွေကတော့သွားလို့ကောင်းသေးလားမကောင်းတော့ဘူးသွားလို့မကောင်းလာလို့မကောင်းပြောလို့မကောင်းဆိုလို့မကောင်းမြင်လို့မကောင်းကြားလို့မကောင်းတွေးလို့မကောင်းဘာမှမကောင်းတော့ဘူးဒါအသက်ကြီးလာတဲ့လူတွေကိုတိတိကျကျကြည့်ကြည့်တနာစရာလည်းအင်မတန်ကောင်းတယ်တန်ဝေကလည်းရစရာကောင်းတယ်ကိုယ်လည်းအဲ့ဒီလမ်းရှောင်နေတာဟုတ်လားအိုးလာရင်ဘာမှမကောင်းတော့ဘူးဟုတ်လားစားကြရလေးကောင်းကောင်းလေးစားမယ်ဆိုတော့ကောင်းသေးလားအစားကမကောင်းတာလားကိုယ်ကမကောင်းတာလားကိုယ်ကမကောင်းတော့တာဘေးကတွေဘလောက်ကောင်းကောင်းပြည့်တဲ့အိုးလာပြီဆိုရင်ဘာမှမကောင်းတော့ဘူးအဲ့ဒီအချိန်မှာဘာကိုအကောင်းလုပ်ပြီးတော့နေကြမှာလဲဒါလေးစဉ်းစားစရာကောင်းတယ်နော်ဒီကကြီးမိုက်မြတ်တက်ကြီးလာရင်ဘေးကလူတွေနဲ့ဆက်ဆံလို့လည်းသိမကောင်းတော့ဘူးတက်ကြီးတဲ့လူတွေကနေရာတကာသိခြင်းဘေးကလူတွေကရှုပ်တယ်ဆိုတော့ငေါက်ထုတ်ဒီကကြီးမိုက်မြတ်တနာစရာမကောင်းဘူးလားအသက်ကြီးလာလို့ရှိရင်ဘာမှလူမှုကိစ္စတွေမသိချင်တာအကောင်းဆုံးပဲလူငယ်တွေနဲ့ရင်ပေါင်မတန်းတော့နဲ့အဲ့ဒီအချိန်ဟာတရားလေးနဲ့နေရမယ့်အချိန်သဘာဝတရားကြီးကအဲ့ဒီလိုမျိုးသတ်မှတ်ထားတယ်လို့တွေးပြီးတော့အဲ့ဒီအချိန်တော့အေးအေးချမ်းချမ်းနေလိုက်တာဟာအကောင်းဆုံးပဲအကောင်းဆုံးပဲဆိုတာနဲ့မနေနိုင်ဘူးဆိုရင်တော့လူငယ်တွေရဲ့အငေါ့ကိုခံရမှာပဲဟုတ်လားဒါကြောင့်အသက်ကြီးလာတဲ့အခါမှာငါငယ်ငယ်တုန်းကစပြီးတော့ဘယ်သူမှဒုက္ခမပေးခဲ့ဘူးကိုကျင့်တရားနဲ့ပြည့်စုံခဲ့တယ်လို့အကယ်၍သီလနဲ့ပြည့်စုံခဲ့မယ်ဆိုရင်ကျန်တာတွေဘာမှမကောင်းညင်နေပဲစီကိုယ့်ရဲ့ကောင်းခဲ့တဲ့သီလလေးကိုတွေးပြီးတော့ကျင့်တတ်မှုမရနိုင်ဘူးလားရတယ်ဒါကြောင့်သီလသည်အိုသည်တိုင်အောင်ကောင်းနေတဲ့ဒီပြင်အစင်တစားတွေကအသက်ကြီးလာရင်ဆင်ထားတာသိပ်ပြီးတော့ကြည်ရတာဟန်မရဘူးသီလကတော့ဘေးအရွယ်ပဲဆင်းကြည့်လို့သိကောင်းတယ်ဒါကြောင့်အရွယ်မရွေးတင့်တယ်တဲ့အစင်တစားဆိုတာသီလကိုပြောတာလို့ကျမ်းဂန်တွေကအဲ့ဒါလို့ဆိုတယ်ဟုတ်လားဒါကြောင့်တော့ဦးဇင်းတို့ဦးစားပေးပြီးတော့ပြောချင်တာကကြီးလာရင်ဘာမှမကောင်းတော့ဘူးဆိုတာကိုကြိုတင်သဘောပေါက်ပြီးတော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့လက်ဆုပ်လက်ကင်ငါကောင်းခဲ့တယ်ငါမှန်ခဲ့တယ်ငါရိုးသားခဲ့တယ်ဆိုတဲ့ဒီကိုကျင့်တရားသီလတရားလေးလက်ဆုပ်လက်ကင်ရှိအောင်အခုတည်းကစပြီးတော့ကြိုးစားထားဟုတ်ရဲ့လားအဲ့ဒါဆိုရင်အဲ့ဒီသီလအဲ့ဒီကိုကျင့်တရားသည်အိုတဲ့အခါမှာဖေးဖေးမမနဲ့အိုသည့်တိုင်အောင်ကောင်းနေဆိုတာတကယ်ပါလားဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ကိုကျင့်တရားသည်အိုသည့်တိုင်အောင်ချမ်းသာတယ်ယုံကြည်မှုတရားတရားကြတော့ခိုင်မြဲနေမှချမ်းသာတယ်တရားတရားဆိုတာဘာလဲဆိုမြတ်စွာဘုရားရဲ့အည်အသွေးကိုယုံကြည်တာတို့ကိုယ်ကိုယ်တဲ့ဘုရားသည်ကိလေသာလဲကုန်တယ်သိစရာလဲကုန်တယ်လို့ယုံကြည်တာလောဘဒေါသမောဟအငြိကြီးမရှိတော့ဘူးမသိတာလည်းဘာမှမရှိဘူးအဲ့ဒါလို့ဘုရားရဲ့အည်အသွေးဘုရားရဲ့ဂုဏ်ကိုယုံကြည်ရင်တရားတရားတို့အားထားနေတဲ့တရားတော်ဟာတကယ်ကျင့်ရင်စိတ်ကိုတကယ်အေးချမ်းသေးတယ်သက်သာမှုတကယ်ရတယ်တန်တရားတွင်ချမ်းသာလေးရမယ်တန်တရားလွန်ချမ်းသာလေးရမယ်တရားသည်အာကိုရအစေလို့တရားရဲ့အည်အသွေးကိုယုံနေဆိုရင်တတ္တတရားအရိယာတန်ဃာတွေသီလနဲ့ပြည့်စုံတဲ့တန်ဃာတွေဟာတကယ်ကောင်းကောင်းကျင့်တယ်မှန်မှန်ကျင့်တယ်ဖြောင့်မြောက်ကျင့်တယ်ရှ िख ိုးခံတိုက်တယ်အစရှိသဖြင့်တန်ဃာရဲ့ဂုဏ်ကိုယုံရင်တတ္တတရားနော်ကောင်းအောင်လုပ်နိုင်တာလည်းပဲကိုပဲမကောင်းအောင်လုပ်နိုင်တာလည်းကိုပဲကောင်းအောင်ဘယ်ကမှလာပြီးတော့လုပ်မပေးဘူးမကောင်းအောင်လည်းဘယ်ကမှလာပြီးတော့လုပ်မပေးဘူးနော်တခါကြီးမိုက်မြအဲ့လိုမျိုးကောင်းနိုင်စွမ်းဟာလည်းငါထဲမှာပဲရှိတယ်ဆိုးနိုင်စွမ်းဟာလည်းငါတိုင်းမှာပဲရှိတယ်လို့ယုံရမယ်ကို့မှာအင်မတန်စွမ်းတဲ့အဲ့ဒီစွမ်းအင်ကြီးနှစ်ရက်ရှိအဲ့ဒါကိုယုံကြည်ထားတယ်ဆိုရင်ကောင်းကျင်တယ်ဆိုရင်အဲ့ဒီကောင်းတဲ့အရေးသွေးကိုပြုစုပြောထောင်ရမယ်မကောင်းတာကြီးကိုကြောက်တယ်မဆိုးကျင်ဘူးဆိုရင်
ဆိုးနိုင်တဲ့အရေးအသွေးတွေကိုနှိပ်ကွပ်ပေးရမယ်ဟုတ်ရဲ့လားဘာကိုပြောတာလဲကံရဲ့အကျိုးကိုယုံတာကိုပြောတာနော်ကောင်းတဲ့ကာယကံဝစီကံမနောကံကုသိုလ်ကံတွေဟာကိုယ့်ဘဝကိုကောင်းအောင်လုပ်လိမ့်မယ်မကောင်းတဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကိုယ့်ရဲ့အရေးအသွေးဇိုးတွေကကိုယ့်ရဲ့ဘဝကိုရှိုးအောင်လုပ်လိမ့်မယ်အဲ့ဒါကိုသိမြင်နားလေယုံကြည်ထားဖို့မလိုဘူးလားလိုတယ်ဘုရားဘာသာဝင်တွေဟာအဲ့ဒီအရေးအသွေးကိုသိမယုံညာဘူးလို့ထင်တယ်အဲ့တော့အာကိုးစရာဟာကိုယ်အစွမ်းပဲရှိတယ်ကိုယ်ထဲမှာပဲရှိတယ်ဆိုတာကိုမယုံတဲ့အခါကျတော့ယုံတော်လည်းပဲပေးမိခိုက်မိအောင်မယုံတဲ့အခါကျတော့ဘေးကိုအများကြီးရှောက်အာကိုးတယ်အာမကိုဘူးလားဘေးကိုအာကိုးတာတွေမရှိဘူးလားရှိတယ်ယတနာ၃ပါးကလွဲလို့ဘေးကိုအာကိုးနေတာတွေရှိနေတယ်မဟုတ်လားအဲ့ဒါကိုယ်ဆုံးကိုယ်စားကိုမယုံလို့ပေါ့ဗျာဘေးကငါ့ကိုတကယ်ကောင်းစေလိမ့်မယ်လို့သူတို့တကယ်ထင်နေတာနော်ဂိုင်းတခါတရံကြတော့ငါ့ကိုဆိုးအောင်လုပ်မဲ့အရာတွေဘေးမှာရှိတယ်နဲ့တူပါရဲ့လို့ထင်တဲ့အခါကျတော့ကြောက်တဲ့အတွက်ကြောင့်ဘေးကိုအာကိုးတာတွေရှိနေတယ်တကယ်တမ်းကိုယ့်ကိုဆိုးအောင်လုပ်တာကဘေးကအရာတွေမဟုတ်ကိုယ့်ရဲ့မကောင်းတဲ့စိတ်မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေကကိုယ့်ကိုဆိုးအောင်လုပ်တာဟုတ်လားအဲ့ဒီနှစ်ချက်ကိုတကယ်ယုံနေဆိုလို့ရှိရင်ဘဝမှာဖြောင်းပြောင်းလေးသွားလို့ရတယ်အဲ့ဒီနှစ်ချက်ကိုတကယ်မယုံတကယ်နားမလဲလို့လူတွေအများကြီးကုတိကွေကောက်နေမဖြစ်တဲ့နာတွေဖြစ်နေတာဟုတ်လားဒါကြောင့်ဘာကိုယုံရမှာလဲဖရာရဲ့တရားရဲ့တန်ခါရဲ့ကိုယ့်ရဲ့ကောင်းနိုင်တဲ့အစွမ်းဟာကိုယ်ထဲမှာရှိတယ်ကိုယ့်အတွက်ဆိုးနိုင်တဲ့အစွမ်းဟာလည်းကိုယ်ထဲမှာရှိတယ်လို့ယုံကြည်ပြီးတော့ကောင်းနိုင်စွမ်းကိုပြုစုပြောထောင်ရမယ်မကောင်းနိုင်စွမ်းကိုတဖြည်းဖြည်းနဲ့နည်းသွားအောင်နှိပ်ကွပ်ပေးရမယ်အဲ့ဒီလိုယုံတာကိုတတ္တတရားအဲ့ဒီတရားသည်ခိုင်မြဲနေမှချမ်းသာလေတဲ့တခါတလေတော့ရှိတယ်တခါတလေတော့လည်းပြောင်းနေတာပုထုဇဉ်တွေရဲ့တရားဟာဖိုးရုံထဲမှာစိုက်ထားတဲ့ငုတ်တိုင်တိုင်းလိုပဲတဲ့နော်ပြိပြီးတော့ကိုအထင်ကြီးလို့မရဘူးနော်တခါတလေရင်းရိုင်တက်တယ်ဟုတ်လားအဲ့တော့ရင်းရိုင်တက်တဲ့တရားကိုမရင်းရိုင်တက်အောင်ဉာဏ်ပညာနဲ့ထောက်ပေးပြီးတော့ကိုယ့်ရဲ့တရားကိုခိုင်မြဲအောင်လုပ်မယ်ဆိုရင်10ခုမြောက်ချမ်းသာကိုရမယ်ဟုတ်ရဲ့လားသီလသည်အိုသည့်တိုင်အောင်ကောင်းတယ်ဟုတ်လားချမ်းသာတယ်နောက်တရားသည်ခိုင်မြဲနေရင်ချမ်းသာတယ်နောက်ဦးဇင်းတို့7ခုမြောက်ချမ်းသာသွားကြမယ်နော်ပညာယပတိလာဘောဉာဏ်ပညာကိုရခြင်းသည်ဝါမတိသေးတာကိုသိရခြင်းသည်ဒုက္ခချမ်းသာ၏အသိဉာဏ်ပညာကိုရရခြင်းသည်ချမ်းသာတယ်ပိဋကမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်စားရတာလည်းမဟုတ်ထိရတာလည်းမဟုတ်အသိဉာဏ်ကိုရတာကိုချမ်းသာတယ်လို့ပြောနေတယ်ဗျာမြတ်စွာဘုရားကဟုတ်တာပေါ့လောကမှာအကောင်းဆုံးချမ်းသာသည်သိလိုက်တဲ့အရာကိုသိလိုက်ရခြင်းသည်အကောင်းဆုံးပဲနော်နောက်ဆုံးသစ္စာကိုသိရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့နိဗ္ဗာန်ကိုသိရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်ဒါအသိဉာဏ်ဆိုတာသူ့ level နဲ့သူအများကြီးရှိတယ်လေဟုတ်လားလောကီကိစ္စဘာလို့ရင်ဘာဖြစ်မယ်လို့အကျိုးနဲ့အကြောင်းကိုသိတယ်ဆိုရင်လည်းဒါပါလေပညာပေါ့နော်နောက်ဆုံးနိဗ္ဗာန်ကိုသိတယ်ဆိုရင်လည်းဒါလည်းပါလေပညာပဲနော်အဲ့ဒါကြတော့မဲ့ပညာဖို့ပညာလို့ခေါ်မှာပေါ့ဟုတ်လားအေးဘယ်လိုအသိပဲဖြစ်ဖြစ်ပညာဆိုတာကောင်းတာပဲရှိတယ်မကောင်းတာမရှိနော်အဲ့တော့အဲ့ဒီအသိအဲ့ဒီပညာရလိုက်တယ်ဆိုရင်အင်မတန်ရှင်းတတ်တယ်နော်အဲ့ဒီမှာဦးရှင်တို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းကိုသိရရင်တော့အကောင်းဆုံးပညာပဲတကယ်တမ်းကတော့ဘဝဟာမာယာသဘောပဲအလိမ်အညာသဘောပဲမျက်လှည့်သဘောပဲဘဝဆိုတာနော်ဒကာဓမ္မတို့ဦးရှင်တို့ကိုလိမ်ညာနေတာသဘောတရားတွေကဘယ်လိုလိမ်ညာနေလဲမမြဲတာကိုမြဲတယ်လို့ထင်တယ်ဟုတ်လားထင်အောင်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်အောင်လှည့်စားနေတယ်မခိုင်မာတာတွေကိုခိုင်မာနေတာအနှစ်သာရမရှိတာတွေကိုအနှစ်သာရရှိတယ်လို့မကြီးကျယ်တာတွေကိုကြီးကျယ်တယ်လို့ထင်အောင်အမျိုးမျိုးလှည့်စားနေတာဘယ်သူကလှည့်စားတာတော့ဆိုတော့သင်ညာကလှည့်စားတယ်စိတ်ဝိညာဉ်ကလှည့်စားတယ်ဒါကြောင့်စိတ်ဒီမျက်လှည့်နဲ့တူတယ်သင်ညာဒီတန်လှက်နဲ့တူတယ်ဟောထားတာတွေကြားဘူးတယ်မဟုတ်လားနော်အတာတံတာတရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတာရူပေနပမတ္တမတိဝတ္တတိဥဒန်းပါဠိတော်မှာမြတ်စွာဘုရားဥဒန်းကျူးထာတာရှိตาယာစရာမကောင်းတဲ့အရာတွေကตาယာစရာကောင်းတယ်လို့နဲ့မေ့နေတဲ့လူတွေကိုလှည့်နေတယ်လိမ့်နေတယ်ချစ်စရာမကောင်းတဲ့အရာတွေကချစ်စရာကောင်းတဲ့ပုံစံဖန်ဆင်းပြီးတော့တတ္တဝါတွေမေ့နေတဲ့တတ္တဝါတွေကိုလှည့်စားနေတယ်ဆင်းရဲတဲ့တရားတွေကချမ်းသာတယ်လို့ဟန်ဆောင်ပြီးတော့မေ့နေတဲ့တတ္တဝါတွေကိုလှည့်စားနေတယ်မေ့နေတဲ့လူတွေအကုန်လုံးအလိမ်မိမယ်မမေ့တဲ့လူဘယ်တော့မှအလိမ်မခံရဘူးအဲ့ဒီဂါထာလေးကအဲ့ဒါလို့ဆိုတာဟုတ်လားဒါကြောင့်လောကကြီးကမာယာသဘောပဲမျက်လှည့်သဘောပဲအဲ့ဒါကိုသိတယ်ဆိုရင်အင်မတန်ကျဉ်တတ်တယ်သိရင်သူကမာယာလို့မရတော့မသိသေးခင်ကမာယာဖြစ်မာယာရဲ့လှည့်သားမှုကိုခံရတာအခုဦးဇင်းတို့မျက်လှည့်ပြတယ်ဟို TV တွေဘာတွေထဲမှာ
မျက်လှည့်ပြပြီးတော့နောက်ရက်ကြတော့ဒီမျက်လှည့်ကိုဘယ်လိုလှည့်တာပါလို့ပြတာတွေကြည်ဘူးတယ်နော်ဒီလူတွေအဲ့ဒါလေးစဉ်းစားကြည့်မျက်လှည့်ပြတယ်စကူကနေပတ်စံဖြစ်တယ်ထရွက်6ကနေ9လေးဖြစ်သွားတယ်ဦးသိန်းတစ်ခါကြည့်လိုက်ရတယ်လေဘူးပေါင်းလေးကိုတန်ကြုံနဲ့ထိုးတာမပေါက်ဘူးဗျာဘယ်လိုမျက်လို့လည်းမသိဘူးအော်တယ်မျက်လှည့်မသိခင်မှာမာယာကကိုယ့်ကိုလှည့်စားတာအဖြေမပေါ်ခင်မှာမသိခင်မှာဘာဖြစ်လဲအော်တယ်နော်အော်လိုက်တာကြည်ဘူးပါတယ်ဒီလူတွေမျက်လှည့်တွေနော်ဒီဘေကိုပါပြီးတော့ကြည်ဘူးတယ်မဟုတ်လားအော်စရာမကောင်းဘူးလားမသိသေးခင်မှာမျက်လှည့်ကိုမသိသေးခင်မှာအော်တယ်နောက်နေ့ကျတော့အဲ့ဒီလေဘူးပေါင်းလေးကိုဘယ်လိုဖောက်တော့နော်တင်းတဲ့နေရာကမဖောက်ဖ ೇನೆ ရိုးတဲ့နေရာထိုးဦးစင်းလည်းထိုးကြည့်တယ်မပေါက်အဲ့ဒီကြတော့ကျင်နဲ့တယ်ဒီလိုလောက်တာပါလားအော်တဲ့သဘောမရှိတော့ဘူးပေးလိုက်ရင်ဘာဖြစ်တဲ့သဘောဖြစ်တော့ကျင်နဲ့တဲ့သဘောရှိတယ်အလိမ်ပြေးသွားတော့ကျင်နဲ့တယ်အလိမ်မိနေတော့မှတိတ်အော်တယ်အော်တာနဲ့ကျင်နဲ့တာနဲ့ဘယ်ဟာကရတာရှိပေးတတ်တော့တော်ပါတယ်နော်အော်တာနဲ့ကျင်နဲ့တာကကောင်းနေဗျဒါဥစဉ်ကအပေါ်ယံလေးပြောတာနော်လေးလေးနက်နက်ပြောတာမဟုတ်ဘူးနော်အဲ့ဒါလိုပဲဘဝအကြောင်းလောကအကြောင်းခန္ဓာအကြောင်းကိုမသိသေးခင်ကတိတ်အော်တယ်အခုလူတွေဥစဉ်တို့လည်းမသိသေးပါဘူးနော်တခါကြီးကမကြီးတို့မသိသေးတော့အော်တယ်တယောက်ကကိုယ့်ကိုလှည့်စားသွားပြီဟိုတော်အော်တယ်လှုပ်ရက်တယ်အမိုင်အော်နေတာဘာလို့အော်တာလဲဒီလိုလုပ်မယ်လို့ထင်မှမထင်ပဲကိုအဲ့ဒါကပုံမှန်လူတယောက်ကကိုယ့်ကိုလိန်သွားတာပဲရှိသေးတယ်နော်ကိုယ်ခန္ဓာကြီးကိုယ်စိတ်ကြီးကကိုယ့်ကိုပြန်လိန်နေတာအော်တယ်အော်နေတာအဲ့ဒါတွေကိုကိုယ်ကဝိပဿနာတရားနဲ့ဓမ္မမဟုတ်ရင်လည်းအသိဉာဏ်တွေကြီးလာလို့လောကကြီးရဲ့သဘောကဒီလိုရှိတာကိုဒါတွေကသိမဆန်းပါဘူးဒါဖြစ်ရိုးဖြစ်ရှင်ပဲလို့သိသွားပြီဆိုတော့အော်သေးလားမအော်ပဲနဲ့ဘာဖြစ်တော့ဂျင်းတ်တယ်နားလေတယ်သိတယ်နားလေတာနဲ့တပြိုင်နက်တည်းခွန့်လွတ်တယ်ဆိုတာတွေဖြစ်လာတယ်သီးခံတယ်ဆိုတာတွေဖြစ်လာတယ်သိကောင်းတယ်နားလေတယ်ဆိုတာဖရာသည်အသီးခံနိုင်ဆုံးပဲဘာလို့လဲဆိုနားအလဲဆုံးဖြစ်လို့ဒါကြောင့်အတိညာရဲ့အကျိုးကျေးဇူးပြောရင်ကုန်နိုင်ပေါ်ရမရှိနော်ဒါကြောင့်ဦးဇင်းကမျက်လှည့်လေးနဲ့ကပ်ပြီးတော့ပြောပါတယ်နော်မသိရင်အော်တယ်သိရင်ဂျင်းတ်တယ်လောကကြီးကမာယာသဘောပါအလိမ်အညာသဘောပါအဲ့ဒါကိုသိအောင်တရားဓမ္မတို့ဦးဇင်းတို့တွေဘုရားရဲ့တရားတော်ကိုအမိပြုပြီးတော့အလိမ်ပြေအောင်အညာပြေအောင်အမှန်သိအောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်အဲ့ဒီလိုကြိုးစားရင်နဲ့မသိသေးတာလေးတိုးသိလာဒါလေးငါကမသိသေးဘူးအခုသိလာတယ်အဲ့ဒီလိုသိလိုက်တာနဲ့တပြိုင်နက်တစ်ချက်သိရင်တစ်ချက်ချမ်းသာတယ်ဒါကြောင့်မရသေးတာကိုမရသေးတဲ့အတိကိုရခြင်းသည်ချမ်းသာတယ်တဲ့ဦးဇင်းကတော့ဂတိပြက်ပြီဗျာတဏှာကြီးခွဲသွားပြီချမ်းသာကတပားပဲကကတက်ကျမ်းနေတယ်နင်းတခါကြီးမိုက်များဦးဇင်းကိုခွန့်လွတ်လိုက်မယ်ထင်ပါတယ်နော်ထုံးအောင်တော့ပြောပြရစီဟုတ်လားပါပါဏအကရဏံဒုက္ခံပါပါဏမကောင်းမှုတို့ကိုအကရဏမပြုလို့ရခြင်းသည်ဒုက္ခံချမ်းသာ၏နောက်ဆုံးချမ်းသာတနည်းအားဖြင့်အကောင်းဆုံးချမ်းသာနော်ဗါတဲ့အကောင်းဆုံးချမ်းသာလောကမှာတကယ်ချမ်းသာတယ်ဆိုတာမကောင်းတာမလုပ်လိုက်ရတာချမ်းသာမကောင်းတာဆိုတော့ဒကာကြီးမိုင်များကအကြီးလို့သွားထင်မှဆိုရတယ်မကောင်းမှုကအကြံဉာဏ်၃မျိုးရှိတယ်ကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုတတ်နေမှမကောင်းတာခိုးနေမှမကောင်းတာမဟုတ်ဘူးနော်အနှစ်မရှိတဲ့စကားတွေပြောနေရင်လည်းမကောင်းတာကာယကံဝစီကံတော့ထိနေမှာပြီစိတ်ထဲမှာလောဘတွေဖြစ်တယ်မကျေနပ်မှုတွေဖြစ်တယ်မေ့လျော့မှုတွေဖြစ်နေတော့ဟောစိတ်ထဲမှာမကောင်းမှုတွေဖြစ်နေတာပဲအဲ့တော့တကယ်တန်ရှင်းစင်ကြယ်ဖို့တကယ်မကောင်းတာမဖြစ်ဖို့ဆိုတာကယဟန္တာဖြစ်မှမကောင်းတာကကုန်တာဟုတ်ရဲ့လားသောတာပန်တောင်မှအကုသိုလ်တွေဖြစ်နိုင်သေးတယ်မဟုတ်လားအကုသိုလ်ဖြစ်နေတဲ့အချိန်မှာသောတာပန်လည်းပဲသောတာပန်နဲ့အားလျော်ဆိုတာနည်းနည်းတော့ဆင်းရဲဥမှာပဲလေဒီမှာမြတ်စွာဘုရားကမကောင်းတာကိုအကုန်လုံးရှောင်လိုက်နိုင်ရင်အဲ့ဒါချမ်းသာတယ်အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့သူတို့ကတော့သောတာပန်ဆိုလို့ရှိရင်၅ပါးသီလကိုအသက်တာအသေးခံပဲဘယ်တော့မှအဖောက်ဖြစ်တော့ဘူးတမင်အောင်ဤဆောင်စည်းနေတာမဟုတ်ဘူးလှုပ်ချင်စိတ်ကိုမရှိတော့ဘူးသူဟာကအဲ့လိုယဟန္တာဖြစ်သွားပြီဆိုရင်တော့မကောင်းတာကတမင်ရှောင်တရားဘာမှမလိုတော့ဘူးဘာမှမရှိတော့ဘူးသူတို့ကတော့မဉ္ဇဉ်ဘုံညာရဲ့အစွမ်းတတ္တိကြောင့်မို့လို့ဦးဇင်းတို့မကောင်းတာတွေကလုံးဝသမုတ်စေရပဟံအဖြစ်လုံးဝပယ်ထားတာလုံးဝမရှိတော့ဘူးတရားဓမ္မတို့ဦးဇင်းတို့ကြတော့သမုတ်စေရပဟံနဲ့မပယ်ရသေးတော့အနုတ္တယသဘောနဲ့စိတ်ထဲမှာမကောင်းတာတွေကရှိမနေဘူးလားရှိနေတယ်အဲ့တော့မကောင်းတာကိုဘယ်လိုခွာရမှာတော့ဆိုတော့မကောင်းတာတွေဖြစ်ခြင်းသိပေါက်လာပြီလှုပ်ခြင်းသိပေါက်လာပြီပြောခြင်းသိပေါက်လာပြီကြံခြင်းသိပေါက်လာပြီဆိုရင်မကောင်းတာတွေဟာပူလောင်စေတတ်တယ်လို့နားလည်ပြီးတော့အဲ့ဒီမကောင်းတာတွေကိုတားဆီးရမဖြစ်အောင်ကြိုးစားရဟုတ်လား
ကာယကံဝစီကံမကောင်းမှုမဖြစ်အောင်ကြတော့သီလနဲ့တားဆီးရမယ်မနောကံထဲမှာတောင်းကျမ်းနေတဲ့မကောင်းမှုကိုကြတော့တမာတိနဲ့တားဆီးရမယ်အနုတ္တယသဘောမျိုးနဲ့ဟုတ်လားဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာမျိုးကြတော့ပညာနဲ့အဘိဓာတားဆီးရတယ်ဟုတ်ရလားဒါကြောင့်အဲ့လိုသီလသမာဓိပညာဒီမကောင်းမှုကိုဖယ်ရှားနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့ဒီသိက္ခာ၃ပါးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ့်ရဲ့ကာယကံဝစီကံမနောကံမကောင်းမှုတွေကိုတားနိုင်ရင်တားနိုင်တဲ့လောက်ချမ်းသာဒုက္ခကိုရမယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့သိတာထင်ရှားတာကတော့ကာယကံဝစီကံလောက်ကိုထိန်းနိုင်တယ်ဆိုရင်ပဲစိတ်ထဲမှာအင်မတန်ကျဉ်တတ်ပါတယ်ငါဘယ်သူမှမကောင်းတာမလုပ်ဘူးမကောင်းတာမပြောဘူးမနောကံတွေပါထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကျဉ်တတ်ပြီးတော့စိတ်ထဲမှာအေးချမ်းမှုအများကြီးရမယ်တော်တော်ကြာကြာထိန်းထားနိုင်ရင်တော်တော်ကြာကြာရမယ်ဒါတွေကိုလက်တွေ့ပိဋကပေါင်းသူတော်ကောင်းတို့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပါဟုတ်လားဒါကြောင့်12ခုမြောက်ချမ်းသာသည်မကောင်းတာကိုမလုပ်ရခြင်းသည်ချမ်းသာတယ်တဲ့အပေါ်ယံလောက်တင်မစင်စားဘဲနဲ့တကယ်လက်တွေ့ကျင့်သုံးမယ်ဆိုတဲ့စိတ်ကူးကလေးနဲ့စဉ်းစားကြည့်ပါဟုတ်ရဲ့လားအေးချမ်းသာဒုက္ခဘယ်နှမျိုးရှိသွားပြီ12မျိုးရှိသွားပြီတဏှာကြီးခွဲပြီးလို့9မိနစ်ရှိသွားပြီကဲစာမိုးရကလည်းမစစ်လို့မဖြစ်ဘူးဗျဟုတ်လားဟင်နံပါတ်1အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်ဟုတ်လားရသမျှနဲ့ရောင်ရင်းနိုင်ရင်ချမ်းသာမယ်ကွယ်လွန်ကဏီခါမှာကုသိုလ်ကောင်းမှုသည်ချမ်းသာတယ်ဘဝတန်တရားဝဆင်းရဲကိုဖယ်ရှားလျက်ခြင်းသည်ချမ်းသာတယ်၄မျိုးအမေကိုအဖေကိုကျင့်စေကျင့်ပြီးယဟန္တာနော်သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းသည်ချမ်းသာတယ်၈ပါးနော်ကိုချင်းသီလသည်အိုသည့်တိုင်အောင်ချမ်းသာတယ်ယုံကြည်မှုတတ္တတရားသည်ခိုင်မြဲနေမှချမ်းသာတယ်မတိသေးတာကိုသိလျက်ခြင်းသည်ချမ်းသာတယ်မကောင်းမှုကိုရှောင်ကျဉ်ရခြင်းသည်ချမ်းသာတယ်ဘယ်နှမျိုးလဲ12မျိုးဒါကြောင့်ကိုယ့်ရဲ့ဘဝကိုဒီ12မျိုးသောချမ်းသာကြောင်းတရားတွေကိုကျင့်သုံးပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရှားဖွေနိုင်ရတဲ့သူတော်ကောင်းတွေဖြစ်ပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့9မိနစ်လောက်တရားနှလုံးကျင့်သုံးကြအောင်ဆိုဗျာနော်ဦးဇင်းတို့အချိန်လည်းရပါတယ်မိုးလေဝသလည်းကောင်းပါတယ်ဟုတ်လားအဲ့တော့9မိနစ်လောက်မြတ်စွာဘုရားကိုတရားအကျင့်မြတ်ဖြင့်ပူဇော်ပြီးတော့မှဦးဇင်းတို့တရားပွဲအဆုံးသတ်ကြရအောင်နော်ဘဝတုတ္တဗမင်္ဂလာရခန္တုတ္တဗဒေဝတာတ္တဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေဘဝတုတ္တဗမင်္ဂလာရခန္တုတ္တဗဒေဝတာတ္တဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေဘဝတုတ္တဗမင်္ဂလာရခန္တုတ္တဗဒေဝတာတ္တဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတေဒီတုံငါကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားဒါဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းဒါဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမည်နာကောင်းတာအပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသာဗဗုဒ္ဓ ानु ဘာဝေနာကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဗဓမ္မ ानु ဘာဝေနာမေလီရန်ဖူလိတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဗသံဃာ ानु ဘာဝေနာမေကတံလေးရောက်ပလတံလေးရောက်ဆိုသောရှင်ရောက်တော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း